တပည့်တော်နေ့ရက်လည်းတနေ့ကုန်ဒီစာကြည့်လိုက်နဲ့စာပေဆိုင်ရာပညာရေးတွေပေါ့နော်ပြောခဲ့တယ်ဒီနေ့လည်းတပည့်တော်ဒီစာကြည့်လိုက်နဲ့စနစ်တကျစာဖတ်ခြင်းဆိုတော့တပည့်တော်တို့နိုင်ငံရဲ့ပညာရေးကဘုန်းကြီးပဲဖြစ်စေလူပဲဖြစ်စေတို့နိုင်ငံရဲ့ပညာရေးမှာစာကြည့်လိုက်ကိုသုံးတတ်တဲ့ပညာရေးစနစ်ထည့်မထားနောက်စာကြည့်လိုက်ကတတ်တဲ့ပညာသင်္ဍာကတတ်တဲ့လို့ဒီလိုမျိုးခွဲထားအဲ့ဒါပညာရေးရဲ့ပထမဆုံးအမှားပဲစာကြည့်လိုက်နဲ့ပညာသင်တဲ့ရဝင်းဆိုတာတသားတည်းဖြစ်နေဆိုတော့နိုင်ငံတကာမှာဘာကွာသလဲဆိုတာနော်ဒီစာကြည့်လိုက်နဲ့ပညာသင်တဲ့ရဝင်းကိုတသားတည်းဖြစ်အောင်လေ့ကျင့်တယ်ဆိုတော့ကျောင်းတွေကပညာရေးကိုဘယ်နိုင်ငံကအကျောင်းကမှလုံလောက်အောင်မပေးနိုင်အထူးသဖြင့် self study လုပ်တဲ့ဟာတွေ continuous learning လို့ခေါ်တဲ့ကိုယ်တိုင်စိတ်ဝင်စားတဲ့ဘာသာရေးပေါ်မှာဆက်လေ့လာတာတနည်းကိုယ့်ရဲ့စိတ်ဝင်စားတဲ့စိတ်အားထက်သန်တဲ့ပညာရေးတွေပေါ်မှာစဉ်းစားပြည့်လေ့လာနိုင်ဖို့ကစာကြည့်တိုက်တွေမပါလို့ကိုမရဒါပေမဲ့အရှင်ဘုရားတို့တပည့်တော်တို့ပရိယတ္တိလောကမှာရောစာကြည့်တိုက်တွေသုံးခဲ့ရသလားခွင့်မပြုခဲ့နော်ဒါပေမဲ့စာတင်နိုင်တွေရှိတယ်စနစ်တကျအသုံးချတတ်တဲ့ဟာကိုချိတ်ဆက်ပြီးတော့မပြောနိုင်ခဲ့ဘူးပေါ့နော်တပြီးတော့ကတာကဓမ္မမမကအကြောင်းမှလည်းဒီစာကြည့်လိုက်ပညာနဲ့ပတ်သက်ပြီးဟောဘူးတယ်ဒါပေမဲ့ပရိယတ္တိပညာရေးကိုထိခိုက်မှဆိုလို့ဆိုပြီးတော့အများစုကတော့မသုံးခိုင်းတာပေါ့နော်တပြီးတော့ဒီလိုနားလဲထားအဲ့တော့တပြီးတော့အကြောင်းပညာရေးကိုပြန်ကြည့်အောင်အကြောင်းပညာရေးမှာဒီတိုင်းပဲဒီလိုအကြောင်းတွေမှာငယ်ငယ်တော့စာကြည့်လိုက်တွေကိုနည်းနည်းလေးသုံးခဲ့ရတယ်ဒါပေမဲ့ပညာရေးနဲ့ဆက်ပြီးသုံးရတာမဟုတ်ဘူးအပြင်းပြေသွားဖတ်တဲ့အနေနဲ့သုံးရအဲ့ဒါပြီးတော့တက္ကသိုလ်တွေတက်တက္ကသိုလ်တက်တော့လေဒီတိုင်းပဲဒီတော့မောင်ရတက္ကသိုလ်တက်ခဲ့တော့မောင်ရတက္ကသိုလ်ကိုစာကြည့်တယ်တခေါက်မှမရောက်ခဲ့အဲ့တော့ဒီလိုနိုင်ငံရဲ့ပညာရေးကစာကြည့်တိုင်းနဲ့တသားလေးဖြစ်အောင်လေ့ကျင့်တဲ့ပညာရေးမဟုတ်ဘူးအဲ့ဒါကြောင့်ကျောင်းကသင်တဲ့ textbook ရဲ့အပြင်ဘက်ကိုထွက်ပြီးတွေးနိုင်တဲ့အပြင်ဘက်ကိုထွက်ပြီးတော့ thinking out of the box ဒီဘောင်းရဲ့အပြင်ဘက်ကိုထွက်တွေးနိုင်တဲ့ critical thinking တို့ analytical thinking တို့ဘုရားရှင်ရဲ့စကားနဲ့ပြောမယ်ဆိုရင်ဝိပဿနာဒီအတွေးတွေနော်စမ်းစစ်အကြောင်းကျိုးဆက်ဝေဖန်တဲ့အတွေးတွေစဉ်းစားတဲ့အတွေးတွေတပည့်တော်နိုင်ငံရဲ့ပညာရေးစနစ်မှာမရခဲ့အဲ့တော့တပည့်တော်တွေမရတာလားဆိုတော့ဆရာတွေကလည်းမတတ်ဘူးဆရာတွေကလည်းဒီပညာရေးတွေကိုမတတ်ဘူးတပည့်တော်ရွှေစံမင်ဘက်မှာပလဲဘက်မှာပေါ့နော်ကလေးတွေကိုစာကြည့်တဲ့ပညာနဲ့ပတ်သက်ပြီးသင်တော့ကလေးတွေစိတ်ဝင်စားတယ်စာတွေဖတ်လာကြတယ်အဲ့ဒါကျောင်းမှာတို့အတန်းသားချိန်စာဖတ်ဖို့ဆိုပြီးယူလာတဲ့ကဆရာမကဒီစာအုပ်ယူလာလို့ဆိုပြီးတော်ဒေါကန်နေတယ်နော်ညီနောက်တစ်ခါဒီစာအုပ်တွေယူလာရင်စာအုပ်တွေဓာတ်နဲ့ခုတ်ပြမှာလို့အဲ့တကယ်ဖြစ်စေဒီလိုကိုယ်တိုင်ကြုံခဲ့ရတဲ့ဖြစ်စေဆိုတော့အဲ့ဆရာမရောစာဖတ်လာမဖတ်ဘူးအဲ့တော့ဒီလိုစာကြည့်တိုင်းရှင်များတို့အားလုံးသိရတဲ့အတိုင်းပဲကျောင်းမှာစာရေးစာကုန်းရေးဆိုလည်းကြက်ပြီးရေးတာအင်္ဂလိပ်စာရေးစာကုန်းမရေးမြန်မာစာရေးစာကုန်းမရေးဘာစနစ်ဆရာမတွေလည်းဒီနေ့ဆရာကြီးပြောခဲ့တဲ့ဒီ narrative essay တို့ directed essay တို့နော်ဒီ essay 5မျိုးပေါ့စာရေးစာကုန်းရေးနည်း5မျိုးကဘာမှာဒီထက်ပုံမရှိတော့ဆရာမတွေလည်းမတက်ဘူးသူတို့လည်းကြက်ပြီးတော့ဒီတိုင်းပဲသွားတာဆိုတော့တပည့်တော်တို့ပညာရေးရတယ်လို့စာကြည့်တိုင်းနဲ့တီးခြားသည်ဖြစ်နေတဲ့ပညာရေးပေါ့အဲ့ဒါကြောင့်ဒီလိုနိုင်ငံတာပညာမတက်တာလို့ပြောရင်ဒါစာကြည့်လိုက်တွေမသုံးတတ်တာနော်ဒါကလည်းအကြောင်းရင်းရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်ဆိုတော့ဒီမှာတော့ဒီလိုတို့နော်ဒီနေ့စာကြည့်တိုက်ကိုအသုံးချပုံတွေကိုဒီလိုတို့ပြောသွားမယ်ဆိုတော့ခေါင်းစဉ်လေးကိုဖတ်ကြည့်ပါဦးဗျာစနစ်တကျအဲ့တော့ရှင်ပြန်စာကြည့်တိုက်ကိုပုံမှန်အသုံးပြုလေးရှိတဲ့သူနော်ခုနဥတီလည်းပြောခဲ့တယ်ကျောင်းတွေမှာပရိယတ္တိစာသင်တိုင်းတွေမှာစာကြည့်တိုက်တွေကိုစနစ်တကျသုံးမှုတဲ့သူနော်ထိတရောစနစ်တကျသုံးမှုတဲ့အတွေ့အကြုံရှိရင်လက်ထောက်ရည်တာအဲ့တော့လောလောဆယ်တော့တပည့်တော်တွေ့တာတော့ဖတ်မဖတ်တော့တပည့်တော်မသိဘူးရောက်လည်းမရောက်ဘူးသေးဘူးပေါ့နော်ညသက်ကြကြောင်းကစာကြည့်တိုက်ကတော့တော်တော်လေးနာမည်ကြီးတယ်အဲ့ဒီမှာတာဝန်ယူနေတဲ့ဘုန်းကြီးရဲ့လေသူကဘွဲရပြီးတာစာကြည့်တိုက်နဲ့ပတ်သက်ပြီးစာကြည့်တိုက်ပညာနဲ့ပတ်သက်ပြီးတော်တော်စိတ်အားထက်တယ်လူရေးတဲ့စာအုပ်တွေလည်းကောင်းတယ်စာကြည့်တိုက်ပညာနဲ့ပတ်သက်လို့တွေ့ဘူးတယ်ပေါ့နော်တပည့်တော်တွေ့ဘူးတာတော့
ဆိုတော့တက္ကသိုလ်တွေကတော့တပည့်တော်ကိုယ်တိုင်တက္ကသိုလ်တွေဗုဒ္ဓတက္ကသိုလ်တွေကလည်းမတက်ဘူးတော့တရားနဲ့ပတ်သက်ပြီးတော့ဘယ်လိုသုံးတယ်တော့မသိဘူးစာကြည့်တိုက်တွေတော့ထားတာတွေ့ဒါပေမဲ့စာကြည့်တိုက်ထားတာမခက်ဘူးဗျအခုတပည့်တော်တို့လည်းထားပြီရှင်ဗျာအဲ့ဒါသိန်း100လောက်ရှိတယ်ဟိုသိန်း30တက်နိုင်သိန်း20နဲ့စထားလိုက်တာမခက်ဘူးတို့တော့အဲ့ဒါကိုသုံးတက်ဖို့ကြခက်တယ်ဘယ်လိုမျိုးဥဆောင်မလဲဒီစာကြည့်တိုက်ရဲ့ activity တွေကဘာတွေရှိမလဲပေါ့စာကြည့်တိုက်ရဲ့ activity ဆိုစာကြည့်တိုက်ထဲမှာတာအုပ်ရှိသွားတာမဟုတ်ဘူး activity လို့ခေါ်တဲ့စာကြည့်တိုက်ကိုဖွံ့ဖြိုးတိုးတက်လာဖို့စာကြည့်တိုက်ရဲ့လုပ်ငန်းရက်တွေစဉ်ဆက်မပြတ်သွားနေရနော်အဲ့ဒါတွေကိုမလုပ်တတ်ရင်စာကြည့်တိုက်ထောင်နေဆိုတာထောင်ပဲရှိအသုံးချတဲ့စာကြည့်တိုက်ဖြစ်မှာမဟုတ်ဘူးဆိုတော့အဲ့ activity တွေသွားနိုင်ဖို့ကျတော့ခက်တယ်သူ့ရဲ့ပညာရပ်ဝန်းပြန်ပြီးမွေးရနော် HR ပြန်မွေးရ human resources ပေါ့ဒီစာကြည့်တိုက်ရဲ့လုပ်ငန်းတွေကိုကျွမ်းကျင်တဲ့စနစ်တကျလေ့ကျင့်ထားတဲ့စာကြည့်တိုက်မှုကောင်းတွေလိုရန်နော်တနည်းဆရာကြီးပြောထားတဲ့စကားနဲ့ဆိုရင် brain ပေါ့ librarian ဒီစာကြည့်တိုက်မှုရဲ့ကျွမ်းကျင်တဲ့ဒီလုပ်ငန်းတွေပေါ့နော်အဲ့ဒါတွေကိုနားလည်ထားဖို့လိုဆိုတော့ဒီနေ့တော့တပည့်တော်ကအဲ့လုပ်ငန်းတွေဆိုတာထက်စာကြည့်တိုက်ကို personally ပေါ့တဦးချင်းတယောက်ချင်းကစနစ်တကျသုံးတတ်ဖို့ဒီမှာတပည့်တော်ရှင်ပြတို့ပြောတော့မှာဖြစ်ပါတယ်နော်ပညာရက်တွေဖြစ်တဲ့အတွက်တချို့ဟာတွေကျတော့လိုက်မသုံးရင်တော့အလကားပဲလားနားထောင်မှုတယ်ဆိုတာလည်းအနေထားဖြစ်သွားတယ်မနေ့ကပြောတဲ့ဟာတွေလည်းသိမထူးပညာရက်တွေဖြစ်နော်အဲဆိုလိုက်မသုံးရင်တော့ဘုဒ္ဓတော့ရရင်ရမယ်ဒါပေမဲ့အသုံးချနိုင်တဲ့ဒီကိုမရောက်ဘူးဆိုရင်တော့သိအကျိုးများမှာမဟုတ်ပါဘူးတရားဒီပညာရက်ကလည်းအဲ့လိုပါပဲနော်ကံဟုတ်ပြီဗျခေါင်းစဉ်ကစနစ်တကျသတ်ပတ်ခြင်းနဲ့စာကြည့်တိုက်ကိုထိရောက်စွာအသုံးပြုနည်းဒါပုံကိုရေးရသုံးရမယ်ဟာအဲ့တော့ဒီပြီးတော့မေကွန်တစ်ခုရှင်ပြားတို့ကိုစာသုံးစမေးပါမယ်ဖတ်ကြည့်ပါအောင်ဗျတပါးချင်းစီမေးကြည့်ပါမယ်ဗျနော်ကိုဖတ်ဖူးသလောက်ပေါ့အော်အတိအကျမလို့တပည့်တော်လည်းအကုန်တိကျမသိဘူးပြီးတော့ဖတ်ထားတဲ့ဟာတွေလေဒါပေမဲ့စာအုပ်တွေကိုပြီးတော့ဝါသကမှာဘယ်ပိုင်းနဲ့ယသစာပေတွေကဘလောက်လောက်ဖတ်ပြီးပြီနော်သုဒ္ဓစာပေတွေကဘလောက်လောက်ဖတ်ပြီးဆိုအဲ့လိုတွက်တဲ့ခါပြီးစာအုပ်ဘလောက်လောက်ဖတ်ပြီးပြီဆိုတော့နော်စင်းရင်တော့ထွက်လာတာပေါ့နော်တက်ကြမ်းပေါ့မနေ့ကဖုံဖုံအဲ့လေထပ်ပြောတယ်တက်ကြမ်းဆိုတာဘာလဲဆိုတော့နိုင်ငံခြားကဘာသာပြန်ဝတ္ထုတွေမကဆရာကြီးပြည်ဘုန်းတို့ရဲ့အောင်စိတ်တို့နော်ဆရာကြီးရွှေဦးတော်တို့ရဲ့ဒီလိုအောင်မြင်ရေးတိုးတက်ရေးနဲ့ပတ်သက်ပြီးပြောထားတဲ့ကျမ်းတွေပေါ့အဲ့ဒါတွေအားလုံးတက်ကြမ်းတွေကိုစင်းသွင်းရမယ်နော်အဲ့တော့မြန်မာပဲရေးကလားပဲရေးတရုတ်ပဲရေးနော်အောင်မြင်ရေးနီလန်းဘာဖြစ်ရေးနီလန်းညာအဲ့ဒါမျိုးဆိုရင်ဒါတက်ကြမ်းတွေတွေကိုသွင်းရမှာဖြစ်တယ်နော်ဆိုတော့ဒါမေကွန်လေးတစ်ခုပါဒီထက်က46ပါးလောက်တပည့်တော်အပါဝင်ပေါ့အလုံးနီးပါးဟာတိတိကျကျမသိတာများအတိအကျပြောရင်အတိအကျမသိအရေးအတွက်ဘယ်လောက်ဖတ်ပြီးလဲဆိုတာအတိအကျမသိတော်တော်များများဝါသကမကိုသိမထားတချို့ကျတော့ဒီမေကွန်မေးမှတောင်ကြောက်ဖတ်မထားသေးလို့ဆိုပြီးတော့ဒီလိုမျိုးလေးရှိရင်ရှိနိုင်တယ်ဗျာနော်ဆိုတော့ဒါမစမ်းဘူးဗျာနော်ဒါမသိခင်အခြေအနေပေါ့အခုဒီပြီးတော့ဒါဘယ်လိုရှေ့ဆက်သွားမလဲဆိုတဲ့ဟာကိုလေ့လာကြအောင်နော်အဲ့တော့ဟိုအပြကွက်ကလေးစဖတ်ပါစာကြည့်လိုက်ကိုဒါကစာကြည့်လိုက်ကိုထိရောက်စွာအသုံးပြုခြင်းနဲ့စနစ်တကျစာဖတ်ခြင်းသူတွေအနေနဲ့ဘယ်လိုလုပ်အောင်မလဲဆိုတဲ့လမ်းညွှန်ချက်တစ်ခုလားနံပါတ်1ဖတ်ကြည့်ပါအောင်ရပါရဲ့လေမိမိကိုယ်တိုင်ဖတ်ထားတဲ့စာအုပ်အရေးအတွက်ဘယ်လောက်ရှိပြီလဲမှတ်သားထားနံပါတ်1အဆင့် step 1ကိုဖတ်ထားတဲ့စာအုပ်အရေးအတွက်ဘယ်လောက်ရှိပြီလဲ100ရှိပြီ105အုပ်ရှိပြီဟို210အုပ်ရှိပြီရပြီအဲ့လောက်ဆိုရပြီဒါပထမအသင့်အနေနဲ့ကိုဘယ်လောက်ဖတ်ထားသလဲဒါအောင်မှထပ်ပြီးခွဲခြင်းနဲ့ဆိုတော့ရတ္တစာပေနဲ့ပတ်သက်လို့ဘယ်နှအုပ်လောက်ဖတ်ပြီးပြီသုဒ္ဓစာပေနဲ့ပတ်သက်လို့ဘယ်လောက်ဖတ်ပြီးပြီဒတနစာပေတွေကတော့ဘယ်ဒတနစာပေတွေဖတ်ပြီးပြီဒီလောက်လေးဝါစာကမှာမှတ်လိုက်ရဆိုတော့နှစ်မျိုးတွေခွဲမယ်ဆိုရင်သုဒ္ဓရတ္တ fiction book non fiction books နော်ဒါအင်္ဂလိပ်လို့ဆိုရင်တော့ fiction non fiction ဒီလိုပြောယတ္တသုဒ္ဓစာပေဆိုတော့ဘယ်လောက်ဖတ်ပြီးပြီလဲဆိုတော့ပထမအဆင့်မှာဒါဒီလောက်ပဲမှတ်မှာနော်ဆိုတော့ဒီအဆင့်ကအားလုံးလွယ်ပါတယ်သို့တော့လုံးဖြစ်သလားဆိုတော့မလို့ဖြစ်အခုစမှတ်လို့ရအဲ့တော့နောက်နှစ်နှစ်အတွင်းမှာရှင်များတို့ဒါဒီလုပ်ငန်းတွေကိုဘယ်လောက်လုပ်လိုက်နိုင်လဲဆိုတော့ပြန်ပြီးတော့recap လုပ်ကြည့်တယ်ကိုယ့်ကိုပြန်ပြီးတော့သုံးသပ်ကြည့်လိုက်တယ်ဆိုရင်တွေ့လိမ့်မယ်နော်အခုစပြီးတော့လေ့ကျင့်ကြည့်လို့ရတယ်ဒါပထမအဆင့်ဘာမှမခက်ဘူးစာအုပ်ဘယ်လောက်ဖတ်ပြီးပြီလဲဆိုတာမှတ်ဖို့အဲ့ဒါဥမာရှင်များတို့ပြီးခဲ့တဲ့ဟာတွေပြန်ဖတ်ချင်တယ်ဆိုကိုအများဆုံးဖတ်ဖြစ်တဲ့စာရေးဆရာကြီးတွေခြာရေးလိုက်
ဆရာကြီးတက္ကသိုလ်ဘုံနိုင်ဘယ်နှအုပ်ဖတ်ပြီးပြီဆရာအောင်တဲ့ဘယ်နှအုပ်ဖတ်ပြီးအဲ့လိုလုပ်လိုက်တယ်ဆိုရင်လည်းရှင်များတို့ကဘယ်နှအုပ်ဖတ်ပြီးပြီဆိုတဲ့ result ကထွက်လာနိုင်ပါတယ်အတိအကျမဟုတ်ဘူးဆိုတော့မနဲ့တော်တော်နီးစပ်တဲ့အဖြေထွက်နော်ဒါဒီအဆင့်ကပြန်ပြီးတော့ recall ပြန်လုပ်လို့လည်းရမခက်ဘူးနော်ဆိုတော့နောက်ခုနကောင်းတင်ပါပဲစာကြည့်တဲ့ကိုထိရောက်စွာအသုံးပြုလူတွေစာကြည့်စနစ်တကျစာဖတ်လူတွေအနေနဲ့နံပါတ်1အဆင့်နံပါတ်2အဆင့်ကပါတယ်လေစာအုပ်အမည်နဲ့စာရေးဆရာအမည်ကိုမှတ်သားထားရနော်ဘုန်းကြီးကဒီလိုပြောခဲ့တယ်ဟိုဘက်မှာရတ္တစာပေအဖွင့်ဏိဒန်းဆရာတော်ကြီးတို့ကြီးသူကနှစ်အုပ်ရှိတယ်ရတ္တစာပေရဲ့အဖွင့်ဏိဒန်းရဲ့အဲ့နှစ်ခုကိုပေါင်းပြီးတော့ရတ္တစာပေဖွင့်ဏိဒန်းဆိုပြီးတော့ထုတ်လိုက်တယ်အဲ့တော့မြန်မာစာပေသမိုင်းနဲ့ပတ်သက်လို့ရတ္တစာပေတွေလေးလာရနဲ့ပတ်သက်လို့သိချင်ဒီစာအုပ်ကိုဖတ်ဆရာတော်ကြီးတို့ရေးတဲ့စာအုပ်ဒီဘက်ကဆရာဟိန်းလက်ရေးတဲ့ကျမမာလာလာဟိုဘက်ကရှင်းမှုမပြတ်ခစ်တဲ့လူပေါင်းနော်ဒါတပြည့်တို့ဆရာမကြီးပေါ့နော်ဒီအိန္ဒိယနိုင်ငံလာဒက်ဒေသရဲ့အကြောင်းကိုရေးထားတဲ့စာအုပ်တစ်ခုဖြစ်ပါတယ်ဒီဘက်ကလူငယ်နဲ့တာဝန်ယူစိတ်ဆရာလူထုစိတ်ဝင်ရေးတာတော်တော်ကောင်းတယ် responsibility တာဝန်ယူစိတ်နဲ့ပတ်သက်လို့ accountability နဲ့ပတ်သက်လို့ဒါရေးထားတဲ့စာအုပ်သူကကိုးကားတာကြတော့ဆရာမကြီးလူထုတော်အမှာရေးတဲ့မန္တလေးသူမန္တလေးသားများဆိုတဲ့စာအုပ်ကိုပြန်ကိုးကားတယ်ရှင်ပြတို့အတွက်ကံကောင်းတော့တပည့်တော်အဲ့စာအုပ်တွေအကုန်ဒီထဲမှာထည့်ပေးတာနော်ဒီစာကြည့်တဲ့ထဲမှာထည့်တယ်ဒီလူထုတော်မှာစာအုပ်တွေလူထုဥလာစာအုပ်တွေဆိုရင်ဥအစဉ်ကိုယ်တိုင်နောက်တိုင်းသွားဝယ်လိုက်အောင်ဆိုပြီးတော့လူထုပုံနှိပ်တိုက်ထိသွားဝယ်လာဆိုတော့အစုံနှီးပါရှိတယ်နောက်ဘက်ကလူတော်လူကောင်းတဲ့လူကြီးလူကောင်းဆရာလူထုစိန်ဝင်ရေးနော်အစားရှိတဲ့ဒီစာအုပ်တွေအဲ့ဒါဆိုတော့အရိယာကိုတော့ပို့ပြီးတော့လွယ်ကူအောင်ပို့ပြီးရှင်းလင်းအောင်မှတ်ချင်ဘယ်လိုမှတ်မလဲဆရာကြီးအောင်တင်းရဲ့စာအုပ်ဆရာကြီးအောင်တင်းရဲ့စာအုပ်က100နီးပါးရှိတယ်100မပြည့်ဘူးအဲ့ဒါတော့တပည့်တော်တို့ဗလာစာအုပ်နဲ့မှဆိုဗလာစာအုပ်မှာစာမျက်နှာစာကြောင်းရင်22ကြောင်းပါတယ်စာအုပ်22အုပ်ရေးလို့ရအဲ့ဒါတော့အပေါ်ကခေါင်းစဉ်တက်တော်မှာဆရာအောင်တင်းတမျက်နှာကိုစာအုပ်22အုပ်ရေးလို့ရဟုတ်လားစာရွက်တစ်ရွက်ကိုစာအုပ်40လောက်ရေးလို့ရ40ကျော်ရေးလို့ရအဲ့တော့စာ2ရွက်ဆိုဆရာကြီးကောင်တင်ရဲ့စာအုပ်တွေကုန်ပြီဒါရှင်ရတော့မဖတ်ဘဲနဲ့တော့မရေးနဲ့ဖတ်ပြီးမှရေးသွားလိုက်ဟုတ်လားနော်မဖတ်ဘဲနဲ့တော့ရေးလို့မရဘူးဖတ်ပြီးတဲ့ဟာတွေကိုရေးသွားလိုက်ဆိုမျိုးသက်တိတို့တဲ့ဖို့ကန့်ကူလက်ကုရုစာရိတာကုစဉ်းစားစရာလေးတွေသူတို့နဲ့ကျွန်တော်နှလုံးသားပေါ်နှလုံးသားကိုလေးပေါ်တင်ပြည့်လက်လိုက်တဲ့ခေါ်ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ review တွေရေးထားတယ်ဒီနှလုံးသားကိုလေးပေါ်တင်ပြည့်လွတ်လိုက်တော့ခါဆိုတဲ့ review ကတော်တော်ပေါက်တယ်။နောက်အဲ့ဒီ review ကိုလည်းနောက်နေပြီးတော့ပထမအကောင့်ပြတ်သွားလို့ပြန်ပြီးတော့ဒီတော့အကောင့်သိန်းကနေပြန်ရှင်းပြီး review ရင်းနှီးကိုသင်ပြီးမှဒီတော့ဒါတွေလုပ်ပြင်မယ်နော်။အဲဆိုတော့ဒီစာအုပ်ကို review ဘယ်လိုရေးထားလဲဆိုတာပါတယ်။ဒါဆရာအောင်နဲ့ဒီစာအုပ်တော်တော်ကောင်းပါတယ်။လူငယ်တွေအတွက်ဖတ်ထိုက်တဲ့စာအုပ်တွေကြီးတာတပြီးတော့ချရေးထား။ဖတ်ပြီးတဲ့စာအုပ်တွေပေါ့။ဒါတော့ဆရာအောင်တင်းလို့တိုက်တယ်ထိုးထားတဲ့အောက်မှာစာရွက်2ရွက်ဆိုရင်ရှင်ပြဆရာအောင်နဲ့စာအုပ်တွေအကုန်ဖတ်ပြီးရင်လည်းလုံလောက်သွားတယ်နော်နောက်ဆရာချစ်ဆံဝင်းစရှိတဲ့ပြင်ပေါ့နော်ဆရာချစ်ဆံဝင်းစိတ်တဲ့စီကံပေါ့နောက်စိတ်အစာမြမရတ္တပညာရှက်ပြုံးအည်သွေးလူဘဝတန်ဖိုးထားမှုစရိုက်လောကီမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဒီ traditional နဲ့ဖျားဟောတဲ့မင်္ဂလာနဲ့ချိတ်ဆက်ပြီးပြောထားတာတော်တော်ဖတ်တဲ့စာအုပ်တို့ပါနော်ရိုးရမြမရိုးရရင်ကျမှုအစဉ်လာနဲ့မင်္ဂလာတရားနဲ့ချိတ်ပြီးပြောထားတာနောက်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာမတန်ဆင့်ရေးတဲ့မင်္ဂလာစစ်နဲ့မျိုးဆက်သစ်ဆိုတဲ့စာအုပ်ကလည်းတကယ်ဖတ်ထိုက်တဲ့စာအုပ်ပဲဒါရှင်ပြတို့လူတွေကိုသင်ရင်လူစကားနားလဲအောင်အဲ့စာအုပ်တွေဖတ်ရမယ်လူတွေရေးတဲ့စာအုပ်တွေဆရာဥဒုက္ခရေးတဲ့မင်္ဂလာတုတ်အဖွင့်တို့နော်အဲ့မှာတော့စာရေးဟန်ကဆရာဥဒုက္ခမင်္ဂလာတုတ်ကိုပါ dialogue ပုံစံနဲ့ရေးထားဒီဆရာမတန်ဆင့်လည်း dialogue ပုံစံနဲ့ရေးတာ dialogue ဆိုတာအပြန်လန်စကားပြောတဲ့ပုံစံနဲ့ရေးတာသာဖတ်သူကတအားသက်သာတယ်စာရဲကိုမျောဝင်တော့တာတအားသက်သာတယ်မလေးဘူးပေါ့လေနော်မလေးပေမဲ့သူပြောချင်တဲ့ message ကတအားထိရောက်ကိုလာပြောနေတယ်လို့ကိုဆုံးမပဲဆရာမတန်တဲ့ဆင်းကသူသားကိုဆုံးမတယ်လို့မင်္ဂလာနဲ့ပတ်သက်ပြီးတော့ရေးထားသူသားလေးကိုဆုံးမတယ်မမသူသားကိုသူပုံဖော်ပြီးတော့ဆုံးမဆိုတော့ဒီလိုတော့မင်္ဂလာနဲ့ပတ်သက်လို့ရှိရင်အခန့်ကြီးတွေပဲဒီလိုဖတ်ဖြစ်တယ်နော်အဲ့ဒီမှာခုနကမင်္ဂလာထဒီမနီတို့ဘာလို့အစရှိတယ်ဖတ်တဲ့အခါအဲ့ဒီစကားတွေကလူတွေကိုပြန်ပြောတဲ့အခါတချို့စကားလုံးတွေကမချောဘူးလူတွေကသိနားမလဲဘူးဒီလိုမျိုးတွေဖြစ်တဲ့ဒါကြောင့်လူတွေရေးတဲ့မင်္ဂလာနဲ့ပတ်သက်တဲ့ဟာတွေကလည်းဒါမင်္ဂလာတုတ်ကိုလူတွေကိုထိထိရောက်သိရင်ဖတ်ထိုက်တဲ့စာအုပ်တွေပါလေ
နော်တကုံဦးထွန်းမြင့်ရဲ့မင်္ဂလာနဲ့ပတ်သက်တဲ့စာအုပ်တွေလည်းရှိပါတယ်နော်နောက်ရွှေနာဆရာတော်ဘုရားရေးတဲ့မင်္ဂလာတို့အဖွင့်ဒါကတော့ရှင်ဘုရားတို့ပြီးတော့မဖြစ်မနေဖတ်စေခြင်းတဲ့စာအုပ်တစ်ခုနော်အဲ့ဒါဒီပြီးတော့ဒီစာအုပ်ကြီးတိုင်းမှာလည်းရှိပါတယ်ဒီစိတ်ကူးကြွကြွကထုတ်ထားတာကျန်ဟုတ်ပြီဗျဧခီနီးပြီလားနော်ဒီစာအုပ်နဲ့ဆရာချစ်တန်ဝင်းကစာပေစုရတယ်မြို့သားစာပေစုရတဲ့စာအုပ်ဧခီနီးပြီလားဆိုတာမရဏနှုတ်တိအကြောင်းကိုရေးထားတာလူတွေမြင်တဲ့ရှုထောင့်နဲ့ရေးထားတာနော်ဒီစာအုပ်လည်းတော်တော်ကောင်းတဲ့စာအုပ်နော်ဒါဆရာချစ်တန်ဝင်းရဲ့စာအုပ်တွေဒါဖတ်ပြီးသားစာအုပ်တွေကိုအစရှိသဖြင့်ဒီလိုဒါရေးလိုက်ဆရာချစ်တန်ဝင်းကစာအုပ်တရားကျော်ရေးပြီးစာအုပ်တရားကျော်ရေးပြီးမြန်မာပြည်မှာစာအုပ်တရားကျော်ရေးတဲ့စာရေးဆရာကလူထဲမှာဆိုဆရာမပြည့်သေးဘူးရိုးတနည်းတင်လိုက်တဲ့ဆရာဟိန်းလက်က209အုပ်ဆိုတာဒါမြန်မာပြည်မှာတော့ထိတ်တန်းသားစာရေးနိုင်ဆုံးစာရေးဆရာထဲမှာဒါနော်1 to 5ထဲမှာဝင်တဲ့ဆရာပဲတော်တော်ရှားတယ်နော်ကဲဟုတ်ပြီဗျာဒါမှတ်ပုံလေးတွေဒီလိုပြောပြတယ်နော်ဒါကနဲ့ဆရာဟိန်းလက်ရဲ့သားတွေဆိုရင်ရေထဲမှာလူထဲမှာရေအစ္စရေးနိုင်ငံသားရဲ့နိုင်ငံရေးသိတဲ့နိုင်ငံရေးသဘောတရားသူတို့ဒီအခက်ခဲကနေဘယ်လိုကြော်လွှားခဲ့တယ်လဲရေမရှိတဲ့နိုင်ငံကနေရေရောင်းထားတဲ့နိုင်ငံဖြစ်အောင်မြေမရှိတဲ့နိုင်ငံကနေအသီးအနှံတွေရောင်းထားတဲ့နိုင်ငံဖြစ်အောင်ဘယ်လိုကြိုးစားခဲ့တယ်လဲဆိုတဲ့ဟာတွေကိုဒီစာအုပ်ထဲမှာရေးထားတော်တော်ကောင်းတဲ့စာအုပ်ပါဒါဆရာကြီးရဲ့အစ္စရေးမှာနေပြီးတော့ကိုရေးတာဆရာဟင်းလည်းရေးတယ်ရေထဲမှာလူထဲမှာရေးဒါပေမဲ့တော်တော်ရှားသွားပြီဒီစာအုပ်ကရှင်ရတို့ကစိုင်းနေမှာဝယ်လို့မရတော့နော်တပည့်တော်ဒီမှာတော့ဒီစာအုပ်ရှိပါတယ်နောက်အစ္စရေးညံကြီးရှင်နော်နောက်စွန်သားကြီးဘွားအစ္စရေးနိုင်ငံသားဒါအများကြီးအစ္စရေးနဲ့ပတ်သက်ပြီးတော့9အုပ်ထုတ်ထားတယ်ဆရာကြီးက anyway ဆိုတဲ့စာအုပ်လေးကအင်္ဂလိပ်လိုကောင်းတယ်တတ်ထားတာဒါပေမဲ့အတွင်းထဲမှာဘာသာပြန်စာအုပ်ဖြစ်တဲ့မြန်မာလိုပဲဘာသာပြန်အလွန်ထိရောက်တဲ့ကုတ်လို့ခေါ်တဲ့အစုံမိတ်နေနော်တပည့်တော်အဲ့စာအုပ်တွေယာနဲ့ချီပြီးတော့သူများတွေလက်ဆောင်ပေးဘူးတယ်ရောဒီစာအုပ်ကောင်းတယ်ဖတ်ဆိုပြီးတော့စာအုပ်အဝါရောင်လေး anyway ဆရာဟင်းလည်းရေးတဲ့တယ်တော်တော်ကောင်းတယ်နော်လူရင်းကိုထိရောက်တဲ့အစုံမိတ်လေးတွေပါနောက်စာကြည့်တိုက်ခီးတယ်ဆိုတာဒါဟိုသူ့ရဲ့ဒီဩစတြေးလျနိုင်ငံမှာသွားပြီးတော့စာကြည့်တိုက်ပညာရဲ့သင်တဲ့အတွေ့အကြုံတွေရေးထားတာတော်တော်လေးစာကြည့်တိုက်ပညာနဲ့ပတ်သက်ပြီးဘူးသူတတ်ရတယ်နောက်စကားထဲမှာတရားထဲမှာစကားဆိုတာတော့ဘာသာပေါင်းစုံဘာသာလူမျိုးမခြားဘဲနဲ့တရားနဲ့ဖြည့်တတ်တဲ့အလေးကျင့်ဖြစ်အောင်ဒီစာအုပ်ကိုဆရာကြီးရေးထားတာနော်နောက်ဘုံဘကောင်းမွန်သောဘဝနေနေဆိုတာတော့ဘာသာပြစာအုပ်တို့ပေါ့နော်ပြည်သူနေနေတဲ့ဒီမိုကရေစီနိုင်ငံသားဆိုတာအဲ့စာအုပ်ကိုဒီပြီးတော့ထောင်နဲ့ချီဖြန့်ကြိုက်လွန်းလို့လူငယ်တရားသခန်းတွေဟိုကသာဘတ်တွေဘာတွေမှာကချင်ပြည်ထဲမှာလုတ်တဲ့တရားသခန်းတွေဆိုအဲ့ကလေးတွေကိုတင်ရိုးအနေနဲ့ဝေတာပြည်သူနေတည်နဲ့ဒီမိုကရေစီနိုင်ငံသားဆိုတာဆရာကြီးဟိုတနေ့ကဟိုဒီတင်တန်းကိုပေးချင်လို့အုံ90လောက်တော့မရှိတော့စာအုပ်ကဒါရှင်ရတို့ကတ်လို့တာပဲဒါပေမဲ့စာကြည့်တိုက်ထဲမှာရှိပါတယ်ရှင်ရတို့ဖတ်ကြည့်လို့ရတယ်နော်လက်တဝါသာလေးပဲရှိတယ်ပြည်သူနေတည်နဲ့ပတ်သက်လို့တော်တော်ကောင်းတဲ့စာအုပ်ပါဆရာဟိန်းလေးရဲ့စာအုပ်နော်ကဲဟုတ်ပြီဒါအစစ်နှစ်ပြီးသွားတယ်အစစ်နှစ်ကဘယ်လိုမှတ်လိုက်တာလဲစာရေးဆရာနဲ့တွဲပြီးတော့ဥမာဘာကံတော်ဆရာတော်ဘုရားကြီးနောက်ဘာတွေဖတ်တယ်ကိုချင်းပြီးဒီမှာအနာဂတ်သာသနာရေးဘာညာဆိုရေးသွားဘာကံတော်ဆရာတော်ဘုရားကြီးစာအုပ်100နီးပါးရှိမှာ100ဝန်းကျင်ရှိမှာပေါ့နော်လေဒီဆရာတော်ဘုရားကြီးစာအုပ်အကုန်မရှိဘူးလက်ရှိဆိုရင်အုပ်ရည်80ကျော်ရှိကြံမယ်တချို့ကျန်းတွေကနော်ပျောက်တယ်လို့ဖြစ်နေဒါဆိုလေဒီဆရာတော်ဘုရားကြီးရဲ့စာအုပ်တွေမနေ့ကဥပသိန်တို့ဘုန်းကြီးတို့နဲ့တောင်ပြောပြတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့လေ့လာမယ်စာအုပ်ဆိုရင်ခရစ်တော်ဝါဒပု္ပ္ပာဝိသစ္စကကျင်းလေဒီဆရာတော်ဘုရားကြီးနောက်နှစ်ဘာသာနှိုင်းရှင်ချက်ကအတ္တဝါဒနဲ့အနတ္တဝါဒကိုနှိုင်းရှင်တယ်ပြောမှဆိုရင်ဒါဆရာကြီးဦးရှိအောင်တို့ရဲ့အနတ္တအစရှိတဲ့ဒီစာအုပ်တွေကိုရေးတဲ့အခါလေဒီဆရာတော်ဘုရားကြီးဒီစာအုပ်တွေကိုကနော်အတ္တနဲ့တော့ဟိန္ဒူဝါဒနဲ့ဗုဒ္ဓဝါဒနှစ်ဘာသာနှိုင်းရှင်ပြထားတဲ့ကျမ်းနှစ်ဘာသာနှိုင်းရှင်ချက်ဒါနောက်တကဥရောပလင်းပြကျမ်းဒီစာအုပ်တွေဖတ်မှဆိုရင်ဒါဘာသာရေးတွေနဲ့ပတ်သက်ပြီးတော့ရှင်များတို့နှိုင်းရှင်ပြီးတွေ့ရအောင်လေဒီဆရာတော်ဘုရားကြီးရဲ့ကျမ်းတွေပေါ့နော်ကင်ထားတော့ကျမ်းပေါင်းအခုဒီလိုဒီမှာ e-book အနေနဲ့ဆိုရင်တော့89ကျမ်းလောက်ရှိတကယ်တမ်းကျမ်းပေါင်း100ကျော်ရှိတယ်ပေါ့နော်အပြင်ဘက်မှာတော့100ကျော်ပြည့်ကိုခတ်တယ်ကင်ထားတော့ဒါလေဒီဆရာတော်ဘုရားကြီးရဲ့ကျမ်းတွေပေါ့ရွှေနာဆရာတော်ဘုရားကြီးရဲ့ကျမ်းတွေနော်မာကန်ဒီမာစီဆရာတော်ဘုရားကြီးရဲ့ကျမ်းတွေစိုက်ရှိသဖြင့်ပေါ့ဗျာရှင်များတို့အပေါ်ကဆရာတော်ကြီးရဲ့ခေါင်းစဉ်တက်လိုက်ပြီးရင်ကိုဖတ်ထားတဲ့စာအုပ်တွေကိုစည်ရင်သွင်းလိုက်မယ်ဆိုရင်နော်တစ်နှစ်နေနှစ်နှစ်နေပြန်ကြည့်ရင်ငါစာအုပ်ဘလောက်ပတ်ပြီးပြီဆိုတာကသိသွားဒါကအခြေခံသိမှရှိသေးတယ်ဗျတဖြည်းဖြည်းချင်းအဆင့်တစ်ခုကမြင့်လာမှာပါနော်ကဲအဲ့ဒါဆိုတော့လုပ်ဘူးသလားဆိုတော့သိကြတယ်ဒီတိုင်းမလုပ်ဘူးသေးဘူး
နော်အဲ့တော့ပထမအဆင့်ကိုစလေ့ကျင့်ပါပထမအဆင့်လုပ်ပြီးဒုတိယအဆင့်ကိုသွားတာလွယ်တယ်သို့တော့ဒုတိယအဆင့်ကိုသွားမှတ်လိုက်ရင်လည်းရဒုတိယအဆင့်ကိုမှတ်ပြီးဆိုပထမအဆင့်ကရပြီးသားဖြစ်သွားနော်ဒီလိုအလေးကျင့်လေးတော့လုပ်ဖို့လိုတယ်ကံဒီမှာတော့စာကြည့်တဲ့ကိုထိရောက်သွားအသုံးပြုလို့တွေတဲ့အနေနဲ့နံပါတ်3ကဘာလုပ်ရမလဲလဲဖတ်ပါအောင်ဗျရိုးစားဘလို့ခွဲမလဲပေါ့ဟိုကိုနားလဲတယ်လို့ခွဲပေါ့ဒါဆိုရင်ရှင်များတို့ဘာသာရေးစာအုပ်လို့မှတ်လို့မရဘူးလားရတယ်ဘာသာရေးစာအုပ်လို့မှတ်လိုက်လို့ရဘာသာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာစုထားမာကနုဆရာတော်ဘုရားကြီးရဲ့ဘာသာရေးစာအုပ်ဒါကြတော့ဘာလို့ပညာရဲ့နဲ့တွဲပြီးတော့ခွဲချလိုက်အဲ့တော့ရှင်များတို့ဘာသာရေးစာအုပ်ဘယ်လိုအုပ်ဖတ်ပြီးပြီလဲဆိုတော့လှန်လိုက်မာကနုဆရာတော်ဘုရားကြီးရဲ့ဘယ်နှအုပ်မာသီဆရာတော်ဘုရားကြီးရဲ့ဘယ်နှအကုန်ပေါင်းလိုက်တယ်ဆိုရင်ဘာသာရေးစာအုပ်ဘယ်လောက်ဖတ်ပြီးပြီဆိုတော့သိသွားနော်အဲ့ဒါမှထပ်ပြီးတော့အသေးသေးသိချင်ဒီမှာဘာသာရေးထဲမှာရိုးရိုးဘာသာရေးမဟုတ်တာသာသနာသမိုင်းတွေကိုပြတယ်သာသနာသမိုင်းဆိုတော့ဘာသာရေးနောက်တော့ဂုဏဂုမိနဲ့သမိုင်းပေါ့ဘာသာရေးသမိုင်းတွေပကံသာသနာဝင်ကျမ်းတွေတပြီးတော့ဒီအစုံရှိပါဒီအပြင်ဘက်တော့ဝယ်လို့မရဘူးဆိုတော့ ebook တွေအနေနဲ့အစုံရှိတယ်နော်ဟိုအမရပူရတေယခိတ္တရာသာသနာဝင်ဒီခိတ္တရာသာသနာဝင်ဟာတပြီးတော့ဆရာရေးတာဆလင်းကြီးထေးလွင်ဆရာတော်ဥရရိတဝန်တာဆရာတော်လိုက်တည်တယ်မိလဲမိတယ်တပြီးတော့ဘုန်းကြီးစဖြစ်ခါသာ3ဝါလောက်ကဆရာတော်ရဲ့ဆောင်းရှောက်မှုရခဲ့တယ်စာဝါတွေလိုက်ခဲ့လို့လေဆရာတော်ရဲ့တပည့်ဆရာတော်ဥသန္ဒနာလင်္ကာရစီမံတွေလိုက်ခဲ့ဆိုတော့မှီလိုက်သေးတယ်ပေါ့ဗျာနော်ဆိုတော့ဒီခိတ္တရာသာသနာဝင်ဒါရှာပပမြန်မာပြည်ရဲ့သာသနာဝင်ကျမ်းအစောဆုံးပေါ့ဒီခိတ္တရာရဲ့သာသနာဝင်ကျမ်းကိုရေးထားတာပါနော်ဟိုဘက်မှာလည်းတပည့်တို့ဘာပါလဲဆိုဗုဒ္ဓသာသနာသမိုင်းဆိုတာလေဆရာတော်ဥရရိတဝန်တာရေးတာပါပဲဗျာနော်အဲ့ဒါတပည့်တို့ဆရာပေါ့ဆလင်းကြီးထေးလွင်လို့နာမည်ကြီးတယ်သူကအဲ့နာမည်နဲ့ရေးတာများဒီဘက်ကပကံသာသနာဝင်လေဒီဥလပိုင်ပကံကျောင်းကံပကံဖရာပကံမှာဖရာတွေပေါ်သလိုပကံမှာတက္ကသိုလ်ကျောင်းကြီးဘုန်းကြီးကျောင်းတွေကနေပြီးတော့အဆင့်မြင့်ပညာတွေပါသင်နိုင်တဲ့နော်ပညာရဲ့မျိုးတော်ကြီးတိဆောက်နိုင်ခဲ့တဲ့အကြောင်းဒီပကံသာသနာဝင်ထဲမှာရှင်ပြတို့ဖတ်ရလိမ့်မယ်ဒီမှာတပြည့်ဝဲထားတယ်ပကံသာသနာဝင်ကျမ်းနော်အပြင်မှာဖတ်လို့ရအိန္ဒိယပြည်သာသနာသမိုင်းဥမြင့်စေဒါအိန္ဒိယသာသနာသမိုင်းအိန္ဒိယမှာနှစ်ပေါင်း300ကျော်ပဲသာသနာတည်သွားနော်နှစ်ပေါင်း360လောက်ပဲသာသနာတည်သွားတယ်ဘာကြောင့်လဲဆိုတာဒါသူတည်တံလောက်ပြီးကောက်ချက်ချပြထားတဲ့ကျမ်းပါနော်ဟိုဘက်ကသာသနာလင်္ကာရစာတန်းဒုတိယမောင်းတော်ဆရာတော်ဘုရားကြီးရေးထားတဲ့သာသနာလင်္ကာရစာတန်းမြန်မာပြည်မှာတော့တက္ကသိုလ်တွေပဲဖြစ်ဖြစ်ရှင်ဗျာသာသနာသမိုင်းနဲ့ပတ်သက်ပြီးတော့ကိုးကားရတဲ့ကျမ်းပါအခုရှင်ဗျာတို့ပြီးတော့လှူတဲ့အထဲမှာပါတယ်နော်သာသနာလင်္ကာရစာတန်းဟိုဘက်ကထူးထူးခြားခြားပဲဗျဗုဒ္ဓသာသနာဝင်ဆိုတဲ့ကျမ်းဗုဒ္ဓသာသနာဝင်ကျမ်းကပါဠိလိုရေးတာဆရာတော်ဘုရားကြီးကပထမကျမ်းပြုဆရာတော်ဘုရားကြီးကနော်မောင်းတော်ဆရာတော်ဘုရားကြီးကပါဠိလိုရေးတာပါဠိလိုရေးတဲ့ကျမ်းကိုသီဟိုနဲ့အင်္ဂလန်ကသီဟိုကသီဟိုလိုဘာသာပြန်တယ်အင်္ဂလိပ်တွေကအင်္ဂလိပ်လိုဘာသာပြန်တယ်အဲ့လိုနှစ်ပေါင်း100ကျော်ပြီးမှမြန်မာလိုနေရင်ဆရာတော်ဘုရားကြီးကမြန်မာတွေကနောက်မှဖတ်နော်မောင်းတော်ဆရာတော်ဘုရားကြီးကပါဠိလိုကျမ်းပြုခဲ့တာမြန်မာတွေမဖတ်ဘူးမြန်မာဘုန်းကြီးတွေသိမဖတ်ပြည့်ဘူးဆိုတော့ဒီကျမ်းကတော်တော်ကောင်းတယ်ကောင်းတဲ့အခါကျတော့သီဟိုကလည်းဘာသာပြန်ဒါသူတို့ဒီဟိုနိုင်ငံမှာကနေ့ဒါကျမ်းကိုအနေနဲ့သူတို့သုံးတဲ့ကျမ်းတွေတို့တက္ကသိုလ်တွေနောက်တစ်ခါဒီလိုအင်္ဂလန်ကလည်းအင်္ဂလိပ်လိုဘာသာပြန်တယ်အဲ့ဒါနောက်မှာနေရင်ဆရာတော်ဘုရားကြီးဆရာတော်ဥကောဝိဒါဒီကျမ်းတိတ်ကောင်းတယ်ဆိုပြီးတော့ဒါဘာသာပြန်တဲ့မြန်မာလိုရေးတဲ့ကျမ်းဗုဒ္ဓသာသနာဝင်ဆိုတာဒါကတော့သာသနာခေတ်2500ခီးနော်ဥပမောင်တို့ဒါစထသံဃာတင်တော့မယ်ဆိုတော့သာသနာသမိုင်းကိုခြုံမိငုံမိအောင်ရေးထားတဲ့ကျမ်းဖြစ်တယ်ဟိုဘက်ကဗုဒ္ဓသာသနာသမိုင်းကဘုရားရှင်ဒီပင်္ဂရာဘုရားရှင်လက်ထက်ကနေပြီးတော့တန်ခါရနာ၄ခုထိရေးထားတဲ့ကျမ်းပါဒါတပည့်တော်တို့ရဲ့ဆရာတော်ရေးထားတယ်ဆရာတော်ဥရိတဝန်သားရေးတယ်ဟိုဘက်ကတော့တန်ခါရသမိုင်းဆိုဒါကတော့အကျဉ်းလေးတို့တော့ဒါလေးကတော်တော်စနစ်ကျတယ်အဲ့မှာရှင်များတို့မနေ့ကသာသနာသမိုင်းနဲ့ပတ်သက်ပြီးပြောရင်တို့ပထမတန်ခါရဘုရားပြိဋိဘံဆံပြီးတော့3လနဲ့4ရက်ကြာမှတင်တယ်ဒုတိယတန်ခါရဘယ်ချိန်မှတင်တာလဲဖျားပြိဋ္ဌာန်ပြီးနှစ်ပေါင်း100ဒီကျမ်းထဲမှာနှစ်ပေါင်း60လို့လည်းပြထားတယ်60လည်းပြထားတယ်100လည်းပြထားတယ်ဆိုတော့အဲ့ဒါတွေပြီးတော့ညင်းလို့မရဘူးကျမ်းတွေကိုကြည့်တဲ့အခါများများကြည့်နိုင်လေဘယ်ကျမ်းမလို့ဆိုရယ်ဘယ်ကျမ်းမလို့ဆိုရယ်ဒီလိုမျိုးပဲပြောလို့ရတယ်အတိအကျတွေတော့မမိလိုက်ဒါကြောင့်သမိုင်းနဲ့ပတ်သက်ရင်အဲ့လိုမျိုးတွေရှိတယ်နော်ဟိုဘက်ကပင်ရသာသနာဝင်ပင်ရခေအင်ဝသာသနာဝင်ပင်ရသာသနာဝင်ပကံသာသနာဝင်
တာနိုင်ဝင်ကျမ်းနေဒီပြီးတော့အကုန်ရှင်များတို့လှူပေးလိုက်လို့ရတယ် ebook နဲ့ပေးမှာနော်အပြင်ဘက်မှာတော့ဒီကျမ်းတွေရှားတာခက်ကြိုင်ဟုတ်ပြီဗျဆိုတော့ဖတ်ထားမှုတဲ့ကျမ်းတွေကိုဒါအမျိုးသားခွဲလိုက်တော့ဟောဒါဘာသာရေးပညာရေးနဲ့ပတ်သက်ပြီးဖတ်တဲ့သားတွေတော့ပညာရေးဆိုင်ရာကျမ်းတွေနော်အဲ့တော့မြန်မာသမိုင်းဆိုတာသမိုင်းနဲ့ပတ်သက်တဲ့ကျမ်းဟောဒါကတော့ကမ္ဘာသမိုင်းသားနော်ဒါကတော့ဘာသာပေဒနဲ့ပတ်သက်ပြီးတော့လေ့လာထားတယ်ဟောဂျပန်သားအင်္ဂလိပ်သားတရုတ်သားလေ့လာမှုတဲ့ကျမ်းတွေဒါကတော့တက်ကျမ်းတွေအစရှိသဖြင့်ဒါအမျိုးသားခွဲပြီးတော့ဒီလိုတော့စုထားတယ်အဲ့တော့ရှင်များတို့စာအုပ်တို့ဖတ်ပြီးရင်အဲ့ဒီစာအုပ်လေးတွေဆိုတော့ပြောချင်တာဒီလိုစနစ်တကျစာကြည့်တိုက်ကိုအသုံးပြုမယ်ဆိုရင်ရှင်များတို့အနည်းဆုံးစာအုပ်20လောက်လို့ဗလာစာအုပ်20လောက်ရှိရင်ရတယ်အဲ့တော့ဘာထူးခြားသလဲဆိုတော့နောက်ကြတော့ဒီစာအုပ်မှတ်တမ်းတွေကပဲရှင်များတို့အတွက်စာကြည့်တိုက်ကြီးဖြစ်သွားရှင်များတို့ကကိုယ်ပိုင်စာကြည့်တိုက်ဖြစ်သွားအခုကသူများစာကြည့်တိုက်ကိုရှင်များတို့ကအလင်းသိမ့်တယ်လို့ဝင်နေတယ်ပေါ့နော်အခုဒီမှတ်တမ်းတွေပြုသွားပြီဆိုတော့ကိုယ်ပိုင်စာကြည့်တိုက်ကြီးဖြစ်သွားတယ်နော်ဒီကိုယ်ပိုင်စာကြည့်တိုက်ကြီးကဒီနေ့ကဆရာဟင်းလက်ပြောသွားတယ်လေသူနော်နေပြီးတော့မှရေစင်းတက်ကတူမှာဟိုဘယ်သူမှလာမဖတ်တဲ့စာကြည့်တိုက်မှာနေရင်းနဲ့သူစာအုပ်တွေရှောက်ဖတ်ပြီးတယ်လို့မှတ်သူတွေထုတ်ထားတာအဲ့ဒီစာအုပ်ကြီးကနိုင်ငံခြားဘာသာရေးနဲ့ပတ်သက်လို့နိုင်ငံခြားဘာသာပြန်စာတွေနဲ့ပတ်သက်လို့ဆိုရင်ဒါရည်ညွှန်းကြံကိုကားကြံဖြစ်တယ်ဆိုတော့မခက်ဘူးဗျာဒါနောက်ဆရာကျော်ဝင်းရေးထားတဲ့ကျမ်းစာတို့ခုရှိပါတယ်ဗျဒါကတော့အခုပတ်ဆက်လန်ထုတ်ရည်ညွှန်းကိုကားကျမ်းစာနဲ့ပတ်သက်ပြီးတော့အဲ့ဒီအလေးတွေကိုဖတ်လိုက်မယ်ဆိုရင်အခုတော့1000လောက်ရှိပြီထင်တယ်တပည့်တော်ဝယ်တော့8000လောက်ပဲရှိဆိုတော့အဲ့ဒီကျမ်းတွေကိုဖတ်တယ်ဆိုရင်ဩစာအုပ်ကဒီလိုမှတ်ထားတာလို့သိသွားလိုက်မယ်အဲ့ဒါဆိုရင်ရှင်များတို့နောက်မကြဘူး10နှစ်လောက်နေရှင်များတို့ကိုယ်တိုင်ဒီမှတ်ထားတဲ့စာအုပ်တွေကိုပြန်ပြီးထုတ်လို့ရတယ်နော်ဒါကတော့စာမှတ်နည်းစနစ်ပါအဲ့တော့ဒီမှာဒီကခွဲပြထားတယ်ဘာသာရေးပေါ့နော်အဲ့တော့ဒီကအစင်လေး3ခုပဲချပြထားတယ်ရိုးရိုးရှင်းရှင်းလေးပဲဒီမှာဇရာလေးပါဖတ်ကြည့်ပါဦးဟိုဘက်ကစင်စာအုပ်မြေစာရေးဆရာမြေနောက်ဟိုဘက်ကပခန်းသာသနာဝင်ရေးတာကလေဒီဥလပိုင်ဟိုဘက်ကဗုဒ္ဓသာသနာသမိုင်းဆရာဥရအရိစ္ဆဝန်သားနော်ဒီဘက်ကမာဝိဇ္ဇာလန်ဒန်ဟိုဘက်ကအိန္ဒိယပြည်ဗုဒ္ဓသာသနာသမိုင်းမြစ်စေမာဝိဇ္ဇာလန်ဒန်သာသနာလင်္ကာရဇာရံမဟာဓမ္မသင်္ကြန်အမတ်ကြီးဒုတိယမောင်းတောင်သာသနာပိုင်ဆရာတော်ဘုရားကြီးပြနော်သူကနောက်ကျတော့လူထွက်သွားလို့တတ်တော်60ကျော်မှလူထွက်သွားမဟာဓမ္မသင်္ကြန်အမတ်ကြီးဆိုပြီးသူရဲ့နောက်ထပ်နာမည်ကြီးတဲ့စာအုပ်တို့ရှိတယ်ဒေါသကထာရှင်များတို့ဖတ်စီခြင်းတယ်နော်အဲဒေါသကထာဒေါသအကြောင်းကိုပါဠိတော်ထကထာဖွင့်တယ်အကုန်ထုတ်ပြတာဒေါသကထာကသူများတောင်းပန်လို့ရေးတဲ့ကျမ်းဘယ်သူတောင်းပန်လဲဆိုတော့မင်းတို့မင်းကြီးကဒေါသသိကြီးတယ်လို့ပြောတနေ့ကဆရာကြီးဦးတိုးလှရဲ့တမိုင်းဆိုတာလူဖွံ့ဖြိုးမှုအတွက်ဆွမ်းအားစုဆိုပြီးတော့ဒီစာပေဟောပြောပွဲကိုဒီကနားထောင်လိုက်တဲ့အခါဟာတော်တော်အရေးကြီးတယ်မင်းတို့မင်းကြီးကြောင့်ဒီလိုမသိတဲ့ရှုထောင့်တွေသူပြထားတယ်မင်းတို့မင်းကြီးစိတ်မချမ်းသာဘူးမင်းတို့မင်းမှာအများအား stress ဖိအားတွေများနေတယ်အဲ့ဒီဖိအားတွေဖုံးဖို့ तू ဘာတွေလျှောက်လုပ်ထားတယ်နော်အဲ့တော့မင်းတို့မင်းကြီးကိုမင်းကောင်းမြတ်မြတ်ရှုထောင့်ကကြည့်လို့ရတယ်လို့သူ့မှာအများအားဖိအားတွေနဲ့ပြဿနာတွေတက်နေတဲ့ရှုထောင့်တွေကလည်းပြတယ်အင်္ဂလိပ်ကိုအများအားကြောက်နေရတယ်ဆိုတော့ဒီအထောက်အထားတွေနဲ့ဒီလိုပြတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့တပည့်တို့အိုးလေးလာကြတပည့်တို့အဲ့ဒါနဲ့ပတ်သက်ပြီးရှင်များတို့ဘာသာတစ်ခုပြင်ထားလို့အကျေမပြောတော့နော်တပည့်တို့ဘုရားရှင်လက်ထက်ကသပြီးတော့ရှင်မြင့်ကြီးတွေရဲ့နိုင်ငံရေးသမိုင်းသာသနာသမိုင်းသူတို့တွေရဲ့တန်ဝေကယူစီဟာပေါ့နော်မျိုးဆက်ပြိုးထောင်မှုဒီဟာတွေနဲ့ပတ်သက်ပြီးတော့ဘာသာရဲ့ခေါင်းစဉ်တစ်ခုပေးထားလို့ဒီမှာအကျေမပြောတော့အဲ့ဒီဟာတစ်ချိန်ပါမယ်နော်ဆိုတော့ဟိုဒီဆရာတော်ကြီးတဲ့ခုနကပြောတဲ့ဒီတော့ဒေါသကထာအခုစိတ်ကူးချိုချိုကပြန်ထုတ်ပါလေနော်အရင်တော့ကတော့ယာပြည့်ကထုတ်တယ်အခုစိတ်ကူးချိုချိုကပြန်ထုတ်တယ်ဒီပြတော့တပည့်တော်ဆရာကအသက်40ကျရင်နော်သူကပိဋကတ်တပုံဆောင်ပါပဲနော်တာမဏိကျလင်္ကာရဓမ္မစရိယဝိနည်းရတတပုံဆောင်မယ်အဲ့တော့အသက်40ကျရင်သူကငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးစာအုပ်တို့ပြုစုမယ်ဆိုပြီးတော့တပည့်တော်တိုင်ပင်တဲ့အခါတပည့်တော်ဒီစာအုပ်ကိုဆရာတော်ဒီသာတပည့်တော်ဖတ်ထားတယ်တော်တော်ကောင်းတယ်လို့တပည့်တော်မြင်တယ်ဗျာဖတ်ကြည့်ပါအောင်ဆိုသူကဒီတော်ပြောတာဟာပါဠိတော်အထာကရာအကုန်လုံးအထောက်ထားတယ်တနေရာတဲ့ပါပြီးသားဖြစ်သွားတယ်ယေရှုတင်တယ်ဒီစာအုပ်ကိုရလို့ဆိုပြီးတော့နော်ဒေါသကထာနော်မင်းတို့မင်းကြီးကဒေါသကြီးလွန်းလို့ဒေါသကိုနိုင်တဲ့နီးတွေပေါ့ဒေါသနိုင်ခွက်တွေပေါ့နော်အဲ့တော့ဒေါသကထာဆိုတော့ဘာအကြောင်းနေလဲဆိုတော့ဒေါသတတ်နီးတွေပေါ့နော်အာဒေါသစေတတွေအားကောင်းလာဖို့မေတ္တာဖြစ်လာဖို့ဒေါသတဏှိတွေအကြောင်းရေးထားတာဒါကတော့ဆက်လို့ပါ
ဒုတိယသာနာပိုင်းမောင်းတော်ဆရာတော်ဘုရားကြီးဓမ္မသင်္ကြန်နော်ဒီအမတ်ကြီးရေးထားတဲ့တောင်းအဲ့တော့ဘာသာရေးဆိုတဲ့အောက်မှာရှင်များတို့ဒါချရေးလိုက်နော်ဘယ်သူကဆရာတော်ကြီးတွေကိုတက်ခွဲရေးခြင်းနဲ့ဆိုရင်လည်းရတယ်အမာကနုဆရာတော်ကြီးမဟာသီဆရာတော်ဘုရားကြီးဒါတွေအားလုံးကဘယ်ထဲကိုဝင်သွားတာလဲဘာသာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဝင်သွားတယ်ဟုတ်ပြီလားဗျာနော်နောက်မြမသမိုင်းမှန်တမ်းရသွင်တော်ကြီးမိုးရေးဆရာတော်နဲ့အဖွဲ့နော်ဒါအကြံမြင်လေးပဲပြောနေသေးတယ်ဒါတတိယအဆင့်မှာဒီလောက်လေးမှနောက်တစ်ဆင့်ဆိုပို့ပြီးတော့လုပ်ငန်းတွေများလာတာပေါ့နော်နောက်မဟာယာသွင်ကြီးဥက္ကလရဲ့မဟာယာသွင်ကြီးအဲ့တော့မှန်တမ်းရသွင်ဒီမဟာယာသွင်သွားကိုးတယ်ဒီပြီးတော့မနေ့ကပြောတဲ့တော့မှန်တမ်းရောမဟာယာသွင်ရောကသူသေသနာလောက်ထားတဲ့ကျမ်းတွေမဟုတ်ဘူးရှေးကျမ်းတွေကိုကိုးကားပြီးတော့ရေးထားတဲ့ဟာတွေပဲသူတို့ကဘယ်သွားကိုးလဲယာသွင်ကျော်ကိုသွားကိုးမယ်ယာသွင်ကျော်ကရှင်မရတ္တတရရေးတဲ့ကျမ်းနော်ဆိုတော့တော်တော်များများထက်ကိုးစရာမရှိဘူးသူဝင်ကိုကိုးမယ်သူပါဝင်မဟာဝင်နာလာတဓာတုဝင်နော်ဒါတိဟိုကျမ်းတွေကိုးမယ်အိန္ဒိယကျမ်းရဲ့လို့ထူးပြစရာမရှိဘူးဗျမြန်မာဘုန်းကြီးတွေအများဆုံးကိုးတာတိဟိုကျမ်းတွေကိုးတာနော်ဘာဖြစ်လို့ဆိုတိဟိုခေတ်ကြမှာစာပေကအားအင်ပြည့်ပေဘက်ကိုရောက်လာတဲ့အခါမှတ်တမ်းတွေပြည့်ဝကြံခဲ့တယ်အိန္ဒိယခေတ်တော့အဲ့လောက်မှတ်တမ်းမကြံပါဠိတော်လောက်ပဲရှိလိမ့်ဒါကြောင့်ရှင်မဗုဒ္ဓဂေါသအိန္ဒိယနိုင်ငံသားအတိအကျပြောသူ့ရွာအခုဒီပြီးတော့တို့ဖျားဖြစ်တဲ့နေရာနန်းလေးမှာဘောဓိပင်နန်းလေးမှာဘောဓိပင်ရဲ့တောင်ဘက်မှာသူ့ရွာရှိအဲ့ဒါဆိုတော့ဒီရှင်မဗုဒ္ဓဂေါသကိုယ်တိုင်ကစာပေတွေကိုပြန်ပြီးထွန်းကားဖို့လုပ်တဲ့အခါဒီတိဟိုသွားပြီးတော့ပြတ်သက်ကြောင်းကြီးမှာနော်သွားပြီးစာတွေကိုကူးတဲ့အခါတိဟိုဘုန်းကြီးတွေလည်းပညာပြတာမပေးဘူးတော့ဖွင့်မပေးဘူးအဋိဌာန်နဲ့ဖွင့်အဲ့တော့ဒီပြီးတော့တိုင်တရားလောက်ရှိတဲ့တရားဒီဟိုကပြတ်သက်ကြောင်းကြီးကိုဒီပြီးတော့သွားပြီးတော့သူသေသနာပြုလေ့လာသိကြည်ညိုတာရှင်မဗုဒ္ဓဂေါသထာဂရဆရာတော်ဘုရားကြီးရဲ့အားထုတ်ကြိုးပမ်းမှုနော်ဒီဟိုဘုန်းကြီးတွေကလည်းသူ့ရဲ့လုံလဝရိယဇွဲနော်သာသနာပေါ်မှာထားတဲ့စိတ်ဓာတ်ကိုသိကျင်လို့ဒါဆန့်သက်တဲ့သဘောပါနော်အဲ့ဆိုဒီဟိုသွားပြီးတော့ဘုရားဘုသက်သက်မျိုးမဟုတ်ဘဲနဲ့သူသေသနာဆန်ဒီပြီးတော့ဒီဟိုသွားတော့ဝင်အကုန်ဖတ်ပြီးမှဒီပြီးတော့သွားတဲ့အခါကျတော့ဒီပြီးတော့စမ်းစစ်တယ်ဟိုကဂိုက်တွေပြောတိုင်းပြောမရောက်ဘူးသူကဒီနေရာရောက်ပြီဆိုဒီပြီးတော့အများကြီးသိထားတယ်ဒီစာအုပ်ကိုအများကြီးဖတ်ထားတယ်ဒီစာတွေနဲ့ပတ်သက်ပြီးဆိုတော့ဒါကဒီလိုဒီဟိုရောက်သွားတယ်ဒီဟိုရောက်သွားတဲ့အခါကျတော့ Jaffna လို့ခေါ်တဲ့မြို့လေးတစ်မြို့ပေါ့ဒီဟိုရောက်ဘူးတဲ့သူတော်တော်များများအရှင်မြတ်ရောက်100ရောက်ဘူးရင်95ရောက်လောက်ကဒီနေရာအောင်မရောက်ဘူးသူသေသနာသမားတွေပဲရောက်အဲ့တော့ဒီဟိုခေတ်မှာအရှင်များတို့အားလုံးသာသနာသမိုင်းမှာဝါစာကမာသိထားမယ်သွေးတွေအောင်ကြိုးစားခဲ့တဲ့ယဟန်ဘယ်နှပါလဲ60အဲ့ယဟန်60ပြိဋိဘံဆန်တဲ့နေရာရှင်ကဂျဖနာမှာရှိထူးခြားတဲ့ဂျဖနာကဟိန္ဒူဘာသာဝင်တွေရဲ့အထွတ်မြတ်ထားတဲ့နေရာသမုဒ္ဒရာကနေပြီးတော့သူကရေအိုင်လေးတစ်ခုခွဲထွက်နေအဲ့နေရာသူတို့ဘုရားရေချိုးတဲ့နေရာဆိုပြီးတော့ဟိန္ဒူဘုရားရေချိုးတဲ့နေရာဆိုပြီးတော့ထင်ရှားတယ်အဲ့ဒီပြီးတော့တို့တီဟိုသမိုင်းမှာကြည့်လိုက်မယ်ဆိုရင်အနုရာဓပြည်မှာဒုရကမဏိမင်းကြီးလက်ထက်မှာဒီဘက်ကနော်ဒီသမီးနာဓုပေါ့အခုဆိုအိန္ဒိယပြည်သမီးနာဓုနဲ့ဆက်နော်အဲ့တော့ကြီးကလားတွေသမီးလာကြီးကလားတွေဒီဘက်ကဗြဟ္မဏသိတ္တစစ်မျက်နှာကြီးနှစ်ခုဖွင့်ပြီးတော့အရှိမြောက်တောင်းနဲ့တောင်ရဲကနေစစ်မျက်နှာနှစ်ခုဖွင့်ပြီးတော့ဒီဟိုကိုတက်ပြီးသိမ်းတာပြည်တွင်းစစ်ကြီး14နှစ်ကြာအောင်ဖြစ်တယ်ထာဂရ14နှစ်လို့ပြောတယ်တချို့ကလည်း12နှစ်လို့ပြောတယ်ခိုင်ထား10နှစ်ကျော်ကြာနော်အဲ့ဒီခေတ်တွေအကြောင်းတွေလည်းဒါဒီဖတ်မှဆိုရင်ဒီယုခရစ်စံတော်ဝင်အရိယာပုဂ္ဂိုလ်တို့များဆရာကြီးဦးထိတ်လိုက်ရေးတဲ့စာအုပ်ဒါဖတ်မှာနော်ဆရာကြီးဦးထိတ်လိုက်နဲ့တပြောတဲ့အယူဆမတူတာရှိတယ်ဆရာကြီးဦးထိတ်လိုက်ရဟန်ပါ60တည်ကြတဲ့နေရပြိဋိဘံဆန်ကြတဲ့နေရတနေရာပြတပည့်တော်ကသူကမှန်ပြောတာတပည့်တော်ပြောတာသွားလေ့လာတဲ့ကဒီနေရာမှာဂူလုံး60တွေ့ရနော်အဲ့တော့စာထဲမှာပါတဲ့ဒီယုခရစ်မှာဘုန်းကြီးတွေထသီးမဲ့သားခဲ့ရတယ်ဆိုတာမပါဘူးလားဗျအဲ့နန်းလေးမှာတပင်းနေနော်တပင်းတော်ကြီးနဲ့အဲ့တော့ဒီဟိုတနိုင်ငံလုံးဟာရေတွေဝိုင်းနေတယ်သမုဒ္ဒရာကျွန်းကြီးဒါပေမဲ့အဲ့ဒီနေရာတပည့်တို့အညာကိုရောက်သွားသလိုခံစားရတယ်ဓမ္မာပင်နေနော်ထဏနေထမ်းပင်နေနဲ့အညာရဲ့ယာတိဥဒ္ဓပုံစံတပုံစံနဲ့အဲ့ဒါကိုသွားတွေ့ရအဲ့တော့ဒီ60ကဒီစာကအင်္ဂလိပ်လိုရေးထားတယ်အဲ့မှာသူကရှေးသူကကြောင်းကြရပါအင်ဂျိုအင်ဂျာနေသွားတာဒီဘုန်းကြီးအပါ60ဟာမှုဟင်းသားပြီးတော့အသိတောက်ဖြစ်ပြီးတော့ပြန်လုံတော်မူကြတယ်လို့ဒီလိုပြောတယ်ဒီပြီးတော့ကောက်ချက်ဆွဲတာကဒါလောက်ကြံခံ
ဘာဖြစ်လို့လဲဆိုတော့ဒီဘက်ကကြေကလားတွေကဟိန္ဒူတမီးတွေအဲ့တော့ဒီဘုန်းကြီးအပါ60ကိုနော်ဆွန်းကက်တယ်လို့ ਨੇ ဒီဆွန်းထဲမှာဟင်းထဲမှာအစိတ်ခတ်တာဖြစ်လေဒါကြောင့်သွေးအံပြီးတော့ပြိဋိဘံဆန္ဒနဲ့သွေးဒီယဟန္တာဖြစ်တာနဲ့ဝါရသမတိတိယဟန္တာကြီးတွေအပါ60ဂူတွေတွေ့ရတယ်နော်အဲ့ဒါဂျက်ဖနာကိုယ်တိုင်သူသေနာသွားလေးလိုက်တွေ့ရဆိုတော့ဒါသမိုင်းထဲမှာမပါဘူးမြေပြင်ကိုဆင်းလိုက်မှဒီသမိုင်းကပိုးပြီးတော့ခိုင်မာသွားတာရှိကင်ထားတော့ဗျာဒါသမိုင်းနဲ့ပတ်သက်ပြီးတို့လေ့လာမယ်ဟာတယ်နော်သူတော်တိတရာသမင်တော်ကြီးဒါကတော့မြမသမိုင်းမှာတော်တော်အားကိုးအားထားပြုလိုက်တယ်ဒီပြီးတော့ကြိုက်တယ်ဒီသမိုင်းကိုဘာလို့ဆိုတော့အကြံသူနောက်လူသားသမီးရှေ့သမိုင်းတွေရဲ့အာဏာချက်တွေကိုအကုန်ပြင်းပြီးတော့ပါဠိဆရာညံတို့ဒါအုပ်စုဖွဲ့ပြီးတို့တွေသမိုင်းဒါအင်္ဂလိပ်ခေတ်မှာအင်္ဂလိပ်ကမြမသမိုင်းကိုမှုချိုးမြစ်ချိုးလုပ်တယ်ဖြတ်ပစ်တယ်အဲ့ဒါကိုအင်္ဂလိပ်ဖြတ်ခံရတဲ့သမိုင်းကိုပြန်ပြီးကာဗာလုံးနေအောင်သူတော်တိတရာသမင်တော်ကြီးကိုပြုစုခဲ့တယ်နော်အဲ့ဒါဒီလိုစိတ်ကူးချိုချိုကလည်းထုတ်တယ်အခုရှင်များတို့အတွက်တပြီးတော့ဝဲပေးထားတဲ့ဟာကဒီစာကြီးတိုက်ထဲမှာဒီရာပြည့်ပုံလေးတိုက်ကထုတ်တဲ့ကျမ်းကိုဒီတော့ဝဲပေးထားတာအတူတူပဲစာအတူတူပဲတိုက်ကွဲသွားတယ်အရှင်များတို့ဖတ်တယ်ဆိုရင်ဘယ်တိုက်ကထုတ်တဲ့ဟာပါတခါတည်းဖတ်အဲ့ဒါမှအကိုအကာပြုတဲ့အခါတတိုင်းနဲ့တတိုက်ကစာမျက်နှာတိစောက်ဖို့မတူဘူးဗျနော်အဲ့ဒါလေးတွေရှိတယ်နောက်စီစစ်ဝေဖန်မြန်မာသမိုင်းမှန်ဒါကတော့ဆရာကြီးဦးလိုက်တဲ့နော်ကျန်စစ်သားရဲ့အကြောင်းတွေကိုရှင်များတို့လေ့လာရမယ်ဗုဒ္ဓနဲ့မြန်မာနဲ့ဆက်နွယ်တဲ့ဟာတွေလေ့လာရမယ်ဒီဆရာကြီးကိုယ်တိုင်ရှင်များတို့ဒီမှာ3ရက်ပို့ချမှာနော်အသက်80ကျော်ပြီဆရာကြီးကတပြီးတော့အမွေလိုချင်လို့ဆရာကြီးကိုနော်တော်တွားပြီးတော့တောင်းဆိုတာတော့ဆရာကြီး3ရက်တော့လာပြီမယ်တဲ့ကျန်တဲ့4ရက်ကတက္ကသိုလ်3ခုပို့ချနေရတော့ပါဠိလိုရောအင်္ဂလိပ်လိုရောရှင်များတို့တော်တော်အံ့ဩစရာကောင်းတယ်အသက်82နှစ်လောက်ရှိပြီအလုံးလုံးနေတော့မယ်နော်နောက်ဆရာဘုံတင်ကျော်နှစ်ပေါင်း2500ကျော်ခဲ့ပြီတော့မြမသမိုင်းပြူသမိုင်းနဲ့ပတ်သက်ရင်မြန်မာပြည်မှာအကောင်ဆုံးသူသေသနာပညာရှင်ဆရာဘုံတင်ကျော်နဲ့ဆရာနိုင်စောဖိတ်တယ်မလာဘူးနော်ဆရာနိုင်စောကဒီမြန်မာနိုင်ငံပညာတတ်တွေတန်ဖိုးမထားတော့တော်တော်စိတ်တက်ကြသွားတယ်ထင်တယ်ဆရာဝန်ကြီးလည်းဖြစ်တယ်တော်တော်လဲသမိုင်းရေးကောင်းတဲ့ဆရာကြီးပါဒီလဝန္တဒါသူရေးထားတဲ့တာဟုတ်ဒီမှာသမိုင်းနောက်ခံဝတ္ထုရှင်များတို့ဖတ်ကြည့်ပါသူ့ရဲ့လက်ရဘလောက်ကောင်းတယ်လဲဆိုတာတွေ့ရမယ် classical bookတခဲကိုဂန္ဓဝင်စာတွေနောက်ပြူနိုင်ငံသားများဆိုအလွန်ကောင်းတဲ့နော်ပြူသမိုင်းနဲ့ပတ်သက်ပြီးတော့ပြူခေတ်သာသနာထွန်းကားခဲ့တာတွေတပည့်တော်တို့ဗကန်လောက်လည်းတင်းတိမ်မနေနဲ့ပြူခေတ်ဒီလှမ်းကြည့်လိုက်ဆရာကြီးတွေကသုတနာလုပ်ပြီးရေးပေးတာနော်ဒါဆရာဘုန်းနှင်းကျော်လည်းပြူသမိုင်းနဲ့ပတ်သက်အတော်နိုင်တဲ့လူတက္ကသိုလ်ဘုန်းနိုင်ရဲ့သားဒီမှာ9ရက်လာလိမ့်ပြောတို့သာနာသမိုင်းနဲ့ပတ်သက်ပြီးသူပို့ချနော်အဲ့ဒါဆိုတပည့်တော်တို့အများကြီးချက်မပြောဘူးဆိုတာသူတို့စကားတွေမကြော်ကျင်ဘူးသူတို့ရေးတဲ့တာဖတ်ပြီးတပည့်တော်ကပြောတာသူတို့ကကိုယ်တိုင်ရေးတဲ့သူတွေဆိုတော့ပိုးကောင်းပါလိမ့်မယ်နော်ဒါမြန်မာသမိုင်းနဲ့ပတ်သက်လို့လေ့လာတဲ့သားဟုတ်ကင်ထားတော့နော်အဲ့တော့တတိယအဆင့်မှာဘာလုပ်လိုက်တယ်လဲဆိုတော့အမျိုးသားခွဲပြီးတော့မှတ်လိုက်တယ်ဟောဒီတိရပြီနော်ဗျာနော်ဆိုတော့ပထမအဆင့်ပြန်ပြောပါအောင်ဗျာဘာလုပ်လဲကိုဖတ်ဖို့တဲ့စာအုပ်စာရေးစရာမှတ်လိုက်တယ်ဒုတိယအဆင့်ကျတော့ဒါအုပ်စုလိုက်နော် classifying လုပ်တယ်လို့ခေါ်တယ်အင်္ဂလိပ်လိုအုပ်စုလိုက်ခွဲပြီးဘယ်သာရေးတရားဘယ်သာရေးတရားစဉ်းစားကြည့်တော်တော်လေးရိုးရှင်းတယ်တကယ်လည်းအလုပ်ဖြစ်တဲ့တဲ့နေ့ဟောတတိယအဆင့်ကျတော့ဘာဖြစ်သွားပြီလဲတတိယအဆင့်ကျတော့ဘာသာရပ်ပါခွဲပြီးတော့ပြောမလို့ဘာသာရပ်ခွဲတယ်တော့မဟုတ်အမျိုးအစားခွဲတယ်အဲ့လိုပါစနစ်ကြတာမှတ်သွားတယ်ဘာသာရေးနိုင်ငံရေးပညာရေးစာရေးတွေပဲပေါ့ဗျာနော်အရေးရှင်များတို့နားလဲသလိုမှတ်အဓိကအရှင်များဒီသာကိုပြန်ကိုးကားဖတ်မဲ့သူကရှင်များဖြစ်တယ်ကိုယ်တိုင်ဖြစ်တယ်ကိုယ်တိုင်ရှာလို့တက်ရင်ရပြီကြိုက်တယ်လို့ကောင်းတယ်တက်ဟုတ်လားဗျာနော်နိုင်ငံတကာကဘလို့ကောင်းတယ်တက်တယ်အရေးမကြီးဘူးဟုတ်လားနိုင်ငံတကာတူနည်းနဲ့တူတက်တာဒါကြောင့်ဒီတော့စာကြီးတဲ့ကိုနည်းနဲ့ကိုညစာအုပ်မျိုးသားခွဲတယ်ဒူရီတသမနည်းတွေပါတယ်တပည့်တော်တက်တာပေါ့တက်နေတာကြာပြီရွာသားကြီးတဲ့လေဒီတိုင်းပဲပကန်းသားကြီးတဲ့လေရှိုင်းမျိုးတို့သွားကူကြတယ်လွယ်ကူအောင်တော့ဘာသာရေးဘလောက်လွယ်ဟိုမှာကဏ္ဍမှတ်တာဘာသာရေးဆို3ညဘလောက်တုံး900လား800လားရှင်များတို့ဒူရီတသမနည်းကတခုတော့ကောင်းတယ်နိုင်ငံတကာသွားပြီးစာဖတ်မယ်ဆိုရင်ဘယ်နိုင်ငံနေအဲ့စနစ်နဲ့နော်အမျိုးသားခွဲထားတာဒါဆိုတော့အဲ့ဒါတော့ဆရာကြတာပါနော်ဒီမှာတော့ဒီလိုနိုင်ငံတကာထွက်ပြီးဖတ်တာခဏတာဒီနိုင်ငံထဲမှာဖတ်ပြအောင်စလေ့ကျင့်တာဖြစ်တဲ့အတွက်ဘာသာရနာငါရနိုင်ငံရေးဗျာဟုတ်လားအဘာဒဥပဒေဗျာနော်အဲ့ဒါမျိုးတပြီးတော့လွယ်ပဲခွဲချလိုက်ဟုတ်လားအဲ့ဒီအမျိုးသားနဲ့ရှင်ပြတို့မှတ်သွားလဲရဟောဒါကတော့တပြီးတော့နော်ဒီစတီဗင်ကာရဲ့ဒီဟိုပေါ့နော်အဆိုမင်းလေးတခုကိုဒီလိုပြောတာပါဖတ်ကြည့်ပါဦးဗျာအ
if you don't have time to read စာဖတ်ဖို့အချိန်မရှိဘူး you don't have the time to write စာရေးဖို့အချိန်မရှိဘူးစာမှတ်ဖို့အချိန်မရှိဘူးစာဖတ်ဖို့အချိန်မရှိဘူးစာရေးဖို့အချိန်မရှိဘူးစာမှတ်ဖို့အချိန်မရှိဘူးလို့ပြောနေသည်သင်ဟာတဲ့တာမန်လူတယောက်ပဲဖြစ်အောင်မှာပါတဲ့သူများတဲ့တော့ဖတ်တော့ဖတ်တယ်ဒါပေမဲ့ထူးခြားတဲ့သူတယောက်လည်းဖြစ်လာမှာမဟုတ်ဘူးဇာရေးဆရာလိုလည်းဖြစ်လာမှာမဟုတ်ဘူးစာပေဟောပြောနိုင်တဲ့သူရဲ့လိုလည်းဖြစ်လာမှာမဟုတ်ဘာဖြစ်လို့တာမန်စာဖတ်သူအစင်မရှိမဖတ်တဲ့သူတဲ့စာရင်တော့တော်တာပေါ့မဖတ်တဲ့သူတဲ့စာရင်တော့တော်တယ်တို့တော့တာမန်အခြေအနေကနေပြီးတော့ကြော်ဖို့မလွယ်သေးဘူးဒါစတီဗင်ကင်းကဒီလိုပြောခဲ့တယ်စာဖတ်ဖို့အချိန်မရှိဘူးစာရေးဖို့အချိန်မရှိဘူးလို့သင်ကိုယ်တင်ထင်နေတယ်ဗျာသင်ဟာတာမန်လူတယောက်တာဖြစ်အောင်ပါအဲ့တော့ပြီးတော့ရှင်များတို့မေးပါအောင်ပဲမာကနာဦးဆရာတော်ဘုရားကြီးတို့လေဒီဆရာတော်ဘုရားကြီးတို့နော်မာသီဆရာတော်ဘုရားကြီးတို့လောက်တပည့်တော်တို့အလုပ်များလားမများအောင်မင်းကုန်းဆရာတော်ဘုရားကြီးတို့လောက်အလုပ်များလားမများဘူးနော်ဒါပေမဲ့ဒီဆရာတော်ဘုရားကြီးတွေကသိစာဖတ်တဲ့အရှင်ဘုရားကြီးများသူတို့ရဲ့အထုပ္ပတ္တိတွေဖတ်ကြည့်ပါနော်အဲ့တော့မြန်မာနိုင်ငံမှာဦးသန့်တို့သိအလုပ်များတဲ့ပုံကိုယ်တွေနော်သူတို့တွေစာမဖတ်ဘူးလားဖတ်တယ်ဆိုတော့တပည့်တော်သွားတိဘာကိုသွားတွေ့လဲဆိုတော့အလုံးများများလုံနိုင်တဲ့သူကြီးစာများများဖတ်ကြစာများများဖတ်တဲ့တော့လေအလုံးများများလုံနိုင်ကြဘာပြောလို့ဆိုတော့စာတွေကနေအလုပ်တွေ idea တွေရဘယ်လိုလုပ်ရင်အောင်မြင်မလဲ problem တစ်ခုပြဿနာတစ်ခုဖြစ်လာပြီဆိုဒီ conflict တစ်ခုပြဿနာတစ်ခုဘယ်လိုမျိုး solution လုပ်မလဲသူစဉ်းစားနိုင်တယ်တပည့်တော်တို့ကပြဿနာဖြစ်လာရင်ရှေ့စမတိုးတော့ဘိုးရင်နောက်သို့ဖြစ်တာဘာဖြစ်လို့လဲဖြေရှင်းနိုင်တဲ့တတ္တိဉာဏ်ရည်မရှိဘူးဟုတ်လားဘူးတုဒ္ဒမရှိဘူးလေဟုတ်တယ်မလားဗျနော်ဒါကြောင့်ကဘာမှာဆိုရင်ဝါရန်ဘတ်ဖတ်တို့ဒီနေ့4နာရီသာဖတ်တယ်ဒီပြီးတော့ခဏခဏပြောနော်ဘီဂိတ်တို့ဒီနေ့1နာရီဖတ်တယ်ဘာကြောင့်ဒီတော့ဒါသိသူတို့အထုပ်ပတ်တီတွေဖတ်ကြည့်လို့သိတယ်နော် Facebook ထူထောင်တဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တပတ်ကိုသာအောင်တော့ဖတ်တယ်ဒီပြီးတော့ Facebook သုံးတာနဲ့သာအုပ်ကိုမကတ်တော့နော်ကြောင်းပြန်ဖြစ်နေနော်ကြောင်းပြန်ဖြစ်နေ Google ထောင်တဲ့ပုဂ္ဂိုလ်ကရုရှားနိုင်ငံသားသူသားသမီးတွေ Google မသုံးအောင်နော် iPad ထူထောင်တဲ့ Steve Jobs သူသားသမီးတွေကို iPad အသုံးမခံဒီ touch screen တွေရဲ့အန်ဒီရဲ့ကောင်းတာတွေလည်းအများကြီးရှိတယ်တပည့်တော်အများကြီးလုပ်ဖြစ်တယ်အများကြီးလုပ်ပြီလို့တော့အဲ့ဒီဟာတွေကို control မလုပ်နိုင်ဘူးဆိုရင်အန်ဒီရဲ့ကပိုများကောင်းကျိုးတဲ့ဆိုးကျိုးပိုများဒါကြောင့်သူတို့အသိတယ်ခင်ဗျာသူတို့ကတေချာသူသေနာလောက်ထားတဲ့သူတွေဆိုတော့လူတွေရဲ့ psychological needs လို့ခေါ်တဲ့စိတ်ရဲ့လိုအပ်ချက်စိတ်ဆန္ဒတွေကိုသူတို့ကသူသေနာလောက်ထားဒီကနေ့သူပို့တော်ကြောက်စရာကောင်းနေ artificial intelligence လို့ခေါ်တဲ့ AI နည်းပညာတွေပေါ်လာတာ Facebook မှာအရှင်ဘုရားကစစ်ကားများများကြည့်စစ်ကားအတူလေးစစ်ကားကြည့်လားတရုတ်တိုင်းကားတွေများများကြည့်တရုတ်တိုင်းကားတွေကြည့်လားရှင်ဘုရားတို့သူတို့ကသိနေတယ်ရှင်ဘုရားတို့ဘာကြိုက်တယ်လဲဆိုတာအဲ့ဒါကို AI နည်းပညာလို့ခေါ်တယ်အင်္ဂလိပ်လို artificial intelligence ဉာဏ်ရည်တုဉာဏ်ရည်အတုမို့တော့ဗျာအစ်စ်ဆိုရင်ရှင်ဘုရားတို့အကုန်ရောင်းသားခံအခုလည်းရောင်းသားခံနေရတာပါကဘာကရှင်ဘုရားတို့အခုရှင်ဘုရားတို့ကွန်ပျူတာတွေသုံးတယ်ဖုန်းတွေသုံးတယ်ဖုန်းမှာစက်ပိတ်ထားဖုန်းမှာစက်ပိတ်ထားလို့ရတယ်သို့တော့ကင်မရာပါတယ်ဆိုရှင်ဘုရားတို့ချက်လက်တွေကိုလှမ်းယူလို့ရတယ်ရှင်ဘုရားတို့ဘာလုပ်နေတယ်လဲဒါကြောင့်အမေရိကန်ဟာဝေးကိုပိတ်ပစ်တယ်အခုတပည့်တော်ဒီကွန်ပျူတာဆိုရင်ကွန်ပျူတာတွေအဆင့်မြင့်လာတာနဲ့မြတ်ဒီရှေ့မှာတကားပေါက်တွေပါလာတယ်ကင်မရာကိုပိတ်တဲ့ရှက်တာကွန်ပျူတာကိုပါဝါပိတ်ထားတယ်နော်ပိတ်ထားတော့လည်းပဲဟောဒီမျိုးကွန်ပျူတာလေးလှက်ထားတာနဲ့မြတ်ဒီကင်မရာကနေရှင်မြတ်ဘာလုပ်နေတယ်ဆိုတဲ့အချက်လက်တွေအကုန်ခိုးလို့ရအဲ့ဒါအမေရိကန်ကအခိုးခံရတဲ့ပုံကနော် CIA အရာရှိအောင်အခိုးပြီးတော့အဲ့ဒီအချက်လက်တွေကိုရုရှားကိုသွားပို့ဒါနဲ့ပတ်သက်ပြီးဇကာတကာထွက်တာရှိတယ်နော်တော်တော်ကြောက်စရာကောင်းတယ်နော်ကဲဟုတ်ပြီဗျဆိုတော့နီးပညာတွေရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုဒါတပည့်တော်ထုတ်ပြတာပါနော်အဲ့တော့တပည့်တော်ကနီးပညာတွေကိုတအားကိုကိုကိုင်းအားတိုင်းနဲ့တပည့်တော်စာအုပ်တွေနဲ့ပို့ပြီးတော့ဝေးလာတယ်စာအုပ်နဲ့တပည့်တော်နဲ့မဆိုင်ဘူးလို့ဖြစ်သွားတယ်ဒါကကြောက်စရာကောင်းဆိုတော့မေးစရာရှိတယ်ဒီနေ့ကလည်းတပည့်တော်ပြောခဲ့တယ်ဒါဆိုတော့စာအုပ်ထဲကဒီကွန်ပျူတာထဲမှာပါတဲ့ဟာသို့မဟုတ် Facebook သို့မဟုတ် YouTube မှာပါတဲ့စာတွေဖတ်လို့မရဘူးလားဆိုရတယ်သို့တော့သူများဖန်တီးပြီးသားစာဖြစ်တဲ့အတွက်ရှင်ဘုရားတို့ရဲ့အုံနောက်ကအလုံးမလုံးဖတ်ရုံပဲဖတ်လိုက်တယ်ခဏနေပြီးသွားဘယ်လိုမျိုးရှင်များတို့သူများသုံးသပ်ပြီးသားအမှန်ဟုတ်ချင်မှလည်းဟုတ်သူများရဲ့ idea ဖြစ်တို့စာအုပ်တို့ကိုဖတ်လိုက်တော့စာအုပ်တွေကအတွေးခေါ်တယ်ရှင်များတို့ကြိုက်တယ်လို့ကွန်ပျူလို့ရတယ်ဉာဏ်ကိုလိုမျိုးလို့ရအဲ့ဒီကြောင့်မှအုံနောက်ကအလုပ်လုပ်တာနော်ဒါကြောင့်အုံနောက်ကိုအလုပ်ပေးတဲ့အခါစာအုပ်ဖတ်မှကိုဆင်ပြေဆိုတော့ e-book တွေဖတ်လို့မရဘူးလားရတယ်စာအုပ်ဖြစ်ဖို့ပဲအရေးကြီးတယ်နော်အဲဒါကြောင့်ဒါကစတီဗင်ကင်းရဲ့အဆိုအမိန်လေးတစ်ခုကိုပြောတာပါကဲနောက်တစ်ခုဖတ်ကြည့်ပါဦးမယ်လူသည်
တွေးခေါ်မျှော်မြင်မှုမြင်မာ၍ဤချင်းရှိရမယ်အသက်အရွယ်သည်တာမင်ညဤချင်းရှိမှလူလားမြောက်သည်စာအုပ်စာပေသည်စိတ်ကိုနေရာကျအောင်သင်ပေးတော့တန်လေးစရာဖြစ်ဟာစိတ်ကောင်းရှိပြီးတာပဲမလုံလောက်ဘူးတဲ့ဟုတ်တယ်ဗျစိတ်ကောင်းကအခြေခံပဲရှိတယ်ပညာလည်းလိုတယ်ပေါ့နော်ပညာနဲ့တော့နိဗ္ဗာန်ရမှာဟုတ်လားစိတ်ကောင်းရှိအောင်မလုံလောက်တွေးခေါ်မှမြင်မှပြီးအရေးချင်းရှိရမယ်အရေးချင်းရှိတဲ့ဘုံကြီးတွေဖြစ်ဖို့လိုတယ်အရေးချင်းရှိတဲ့လူတွေဖြစ်ဖို့လိုတယ်နော်အရေးချင်းရှိတဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်ဖို့လိုတယ် good citizen active citizen အခုကဒီကတော့ကိုသိပါတယ်ဗျာသူများမပြောတော့ပါဘူးနော်အရေးချင်းဘယ်လောက်ရှိတယ်လဲဆိုတာအဲ့ဒါကြောင့်ဒီလိုသာသနာကဒီလိုဖြစ်လူထင်သေးခံရတဲ့သာသနာလူတွေကိုလည်းဒီလိုတော့အပြစ်အကုန်ပုံလို့မရဘူးသူတို့ကလည်းအရေးချင်းမရှိဘူးတပည့်တော်တို့ကလည်းအရေးချင်းမရှိနော်ဝူချင်းနှကန်းရွက်အိုးရွက်သလောင်းရွက်နဲ့ဘုံဆိုတာမျိုးလို့ဖြစ်နေသာသနာအဲ့တော့သတိလင်္ကာကိုတပည့်တော်တန်ဝေကရတယ်ဓမ္မစကုတပည့်တော်သတိလင်္ကာအားမကြဘူးလားဗျအခုသတိလင်္ကာဘာဖြစ်သွားလူတွေကရှင်များတို့ဘုန်းကြီးတွေတက်တဲ့လောက်လူတွေအကုန်တက်တယ်ဓမ္မပရဂါထာတွေရှင်များတို့ပါဠိလိုစကားပြောနိုင်တယ်တပည့်တော်ကပါဠိလိုစကားမပြောနိုင်သူတို့ပါဠိလိုပါလူတွေပါစကားလိုက်ပြောတယ်ဘုန်းကြီးတွေတက်တဲ့လောက်လူတွေတက်တယ်အဲ့တော့ဘုန်းကြီးတွေရဲ့ကဏ္ဍကမိတ်သွားတယ်ဆိုတော့လူတွေတက်အောင်မသိနဲ့လူလိုပြောတာမဟုတ်ဘူးနော်ဘုန်းကြီးတွေတက်တော့လူတွေတက်တယ်ဒါပေမဲ့အကျင့်ကြတော့လေဘုန်းကြီးနဲ့လူနဲ့မကွာအဲ့ဒီကမှဘုန်းကြီးတွေကလူတန်ဖိုးထောင်းနေလာ2010ကသတိလင်္ကာမှာလူရည်7 သန်းရှိတယ်တကောင်စင်းရ population ပေါ့နော်အဲ့လူရည်7 သန်းတော့ဘုန်းကြီး3000ကျော်ရှိတယ်တပည့်တော်က2019မှာရောက်2018မှာရောက်2018ရောက်တဲ့အခါကျတော့2015တကောင်စင်းကိုပြန်ကြည့်တယ်လူဦးရေကတန်း20ဖြစ်လာလူဦးရေတန်း20ဖြစ်လာတဲ့ကဘုန်းကြီးအပါ2000လောက်ပဲရှိတော့နော်အဲ့တော့အခုဆိုရင်ဘုန်းကြီးအပါ2000မပြည့်တော့ဘူးဒီလင်ကရှင်များတို့တိတ်ကြီးကျယ်နေတယ်မထင်နဲ့ထေရဝါဒအားကောင်းလာတယ်မထင်နဲ့ဒီလင်ကမှာဘုန်းကြီး2000မပြည့်တော့အဲ့တော့ဒီလိုနိုင်ငံမှာလည်းစင်းရင်မရှိတော့နော်စင်းရင်မရှိတော့ဒါအဲ့တော့အချိန်နဲ့တော်တော်စိုးနေတသိမ့်မှပြည့်ပါအောင်မလားပေါ့ပြည့်ရင်လည်းပြည့်လိမ့်မယ်နော်ပြည့်ရင်လည်းပြည့်လိမ့်မယ်တောထွက်ကြီးတွေရောအကုန်လုံးပေါ့ဒါတောထွက်တွေထင်ပြေးသေးလို့ပြောတာမဟုတ်ဘူးနော်အဲ့တော့ဒီတကယ်ကိုစာပေနှက်ဆက်ပြည့်စုံတဲ့သူစာပေနဲ့ပတ်သက်ပြီးပရိယတ္တိသာသနာပေါ်မှာတန်ဖိုးထားမြတ်လို့တဲ့အရေးအတွက်ကိုစစ်တမ်းကောက်လိုက်ဆိုတော့တော်တော်အားနည်းသွားလိမ့်မယ်မနေ့ကဥပစိတ်စစ်တမ်းလို့တပည့်တော်လဲစစ်တမ်းကောက်ကြည့်ခြင်းဟုတ်လားနော်ကြံဟုတ်ပြီဗျာအဲ့တော့ဝိကောမမေမှုမြင်ပါပြီအရေးချင်းရှိဖို့လိုတယ်အသက်အရွယ်ဒီတာမညာသာသနာရဲ့အစဉ်ကိုတပည့်တော်စော်ကားတာမဟုတ်သာသနာအစဉ်ကောင်းတယ်ဒါပေမဲ့ဘုရားရှင်တကယ်တမ်းတာဝန်ပေးတဲ့အခါအရှင်ကိုနဲ့ညတော်ကိုကြောပြီးတော့ရှင်သာရိပုတ္တရာကိုဘာကြောင့်တာဝန်ပေးတာလဲအကြီးချင်းကသူကပိုးရှိလို့သူ့ရဲ့ဂျာရင်းနဲ့သူလာတာသူ့ရဲ့ပါရမီဆွမ်းရည်နဲ့သူလာတာအဲကြောင့်သာသနာမှာကယူသေးတဲ့နေရာမှာကဝါသင်မှန်ပြီအလုံးလုံးတဲ့နေရာမှာအကြီးချင်းရှိတဲ့သူကရှေ့ပေါ်အောင်မှာအဲ့ဒါကသာသနာရဲ့အစဉ်မှန်ပဲတို့တော့တပည့်တော်ဘုန်းကြီးတွေကဘာဖြစ်လဲဝါသင်နဲ့ကြည်လိုက်လာကုန်တရားတကတိုင်းတော့နော်တချို့ဟာတွေကဘုရားနီလန်ကြလာလို့ပြန်စဉ်းစားတရားတွေလည်းရှိတယ်နော်ဟုတ်လားဗျာနော်။ကိုင်းစံဝဲတွေနဲ့ဝါသင်တွေနဲ့တိုင်းတာတိုင်းတဲ့နေရာတိုင်းအောင်တော့အဲ့ဒါပဲပုံစံတစ်ခုတင်ချထားတယ်ဆိုရင်တော့မှန်လားလို့ပြန်ပြီးတော့ဒီလိုစမ်းစစ်เสียလို့လေ။ဆိုတော့စာအုပ်စာပေဟာစိတ်ကိုနေရာကျအောင်သင်ပေးတဲ့အတန်တိတ်เสียအင်္ဂလိပ်လိုဆို silent teacher လို့ခေါ်တယ်။အတန်တိတ်เสียရတယ်။ရှင်များတို့ကအတန်ထွက်ပြီးတပည့်တော်တို့အတန်ထွက်ပြီးတော့ဒီမှာကူညီနေကြ facilitator တွေကတို့တော့စာအုပ်ကတော့အတန်တိတ်เสีย။နော်အရှင်များတို့ကြိုက်တယ်လို့သူနဲ့စကားပြောလို့ရတယ်တပည့်တော်နဲ့ကြာရှင်များတို့အခုချိန်မှာတပည့်တော်မေးရင်မှဖြေမမေးရင်မဖြေအောင်ပြောခွင့်မရှိတို့စာအုပ်ထဲမှာတော့ကျွန်တော်တစ်ကြောင်းလောက်ဖတ်ပြီး10ခွန်းလောက်မေးလို့ရအပြန်အလှန်ကိုကြိုက်တယ်လို့စကားပြောလို့ရစာအုပ်နဲ့နော်ဟုတ်ပြီလားဗျာနော်အဲဆိုအတန်တိတ်ဆရာတဲ့အတန်မထွက်ပေမဲ့ရှင်များတို့ကိုအများကြီးသင်ပေးနိုင်တဲ့ဒီရက်ပွဲဟာဒါစာအုပ်ဖြစ်တယ်နော်ဒါကစာပေနဲ့ပတ်သက်ပြီးတော့ motivate လုပ်တာပါအဲဒါတော့နောက်တစ်ဆင့်ကိုသွားအောင်မိကုံလေးဖတ်ကြည့်ပါအဲ့တော့ခေါင်းစဉ်လေးပြန်ဖတ်ပါအောင်မိမိတပည့်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီစာပေကြီးကိုမေးတယ်ပြန်နော်စာပေမေးလိုက်တယ်စာကြည့်တဲ့နဲ့စာပေတိုင်းရသင်တန်းမှာတော့စာပေမျိုးသားတွေနဲ့ပတ်သက်ပြီးဘာတွေသိထားတော့ဆိုတော့တပည့်တော်တို့ရှင်ဖျားတို့မေကိုအဖြေတွေပြန်ပြရင်ပို့ပြီးသိတာမဟုတ်ဗျာထားလိုက်တော့နော်အဲ့ဒါတော့တိတ်အမျိုးအစားတွေဘာတွေတိတ်မခွဲနိုင်သေးဘူးတော်တော်များများမသိထားကြဘူးဆိုတော့ဒီသင်တန်းကနေဘာပေးခြင်းလဲဆိုတော့တပည့်တော်မေးတာစာကြည့်တိုင်းနဲ့စာပေဆိုင်ရာသင်တန်းကနေဘာတွေပေးသေးခြင်းလဲဆိုတော့အဘိဓမ္မာသင်ပေးပါတဲ့
ပရိစ္ဆေသမုပ္ပါသင်ပေးပါတယ်တပည့်တော်မေးထားတာရှင်းရှင်းလေးစာကြည့်တဲ့နဲ့စာပေဆိုင်ရာသင်တန်းဘာသင်သိချင်တာလဲလို့မေးတယ်ကိုနားလဲရေးနားမလဲမရေးပဲနေလို့ရဒါပေမဲ့မေးခွန်းကိုမဖတ်တတ်တယ်အဲ့လိုတွေဖြစ်နေနော်ဒီတော့စာပေကောက်တာတော်စိတ်ပြက်သွားတယ်အေးသူတို့ဘာမှမသိတယ်ငါတို့ပေးချင်ပေးလို့ရပြီနော်ပေးချင်ပေးလို့ရပြီဆရာကြီးဒီမှာရအခြေအနေရဒီတိုင်းပဲအဲကြောင့်ဆရာကြီးသူစေးထားတဲ့ဘာသာရေးတွေမပြောတော့ဘူးသူလည်းအခြေခံကြားမယ်တင်တဲ့ဟာလေးတွေပြောသွားနော်ကိုင်းထားတော့စာပေမျိုးသားတွေခွဲတဲ့အခါမှာဒါတပြည့်တို့လွယ်ကူရိုးရှင်းအောင်ခွဲတာပေါ့နော်ဘာကြီးလဲပညာရေးစီးပွားရေးလူမှုရေးနိုင်ငံရေးဘာသာရေးအတွေးခေါ်လူငယ်တိုးတက်ရေးသဘာဝပတ်ဝန်းကျင်သမိုင်းဒီလိုခွဲလိုက်မှဆိုရှင်များတို့နားမလည်ဘူးလားဒီပြတို့နိုင်ငံတကာရဲ့စံနှုန်းတွေနဲ့သွားမတိုင်နဲ့ဆိုတာပြောရှင်များတို့အတိပ္ပယ်နားတယ်လို့ခွဲလိုက်ဒါဘာသာရေးစာပေရပြီနောက်မှထက်ခွဲခြင်းနဲ့ဘာသာရေးသမိုင်းထက်ခွဲဒါဘာသာရေးထဲမှာအထုပ္ပတ္တိစာပေထဲမှာဒါထေရုပ္ပတ္တိဒါပုဂ္ဂိုလ်ဆိုင်ရာအထုပ္ပတ္တိထက်ခွဲအောင်ကြိုက်တယ်လို့ခွဲဒါရှင်များတို့ကိုယ်ပိုင်ဟန်နဲ့သွားလို့ရပြီတို့တော့အမျိုးသားလေးတွေတော့ဒါစနစ်တကျခွဲထားဖို့လိုလားမလိုဘူးလားလိုတယ်အဲ့ဒီရဲ့ရလက်ကနောက်ဘာဆက်လာမလဲဆိုတော့ဒါတွေရှင်များတို့ဓာတ်ပုံပို့လိုက်မယ်ဗျနော်ဘာဆက်လာမလဲဒီဟာရဲ့ရလက်ကအဲ့ဒါတော့ဖတ်ပါအောင်ဖတ်ထားဘူးသူများဖတ်ထားဘူးတဲ့စာအုပ်တွေထဲနေမှတ်စုထုတ်ဘူးလားပေါ့ထုတ်ဘူးလားဗျဥရိယထုတ်ဘူးတယ်ပကံတို့ထုတ်ဘူးတယ်အရှင်များတို့ထုတ်ဘူးတယ်နော်ဟိုဥဇက်ကင်တို့ထုတ်ဘူးတယ်ဆိုတော့ပကံကြီးပြောပါအောင်ဘယ်စာအုပ်ထဲကနေမှတ်စုထုတ်ဘူးလားပြန်ပေးရမယ်စာအုပ်ထဲကကြိုက်တဲ့ဟာတွေထုတ်တာရီစာစကားပြောတဲ့နေရာသုံးဘူးဟုတ်ပြီနော်ကောင်းတယ်ဆိုတော့အချိန်ကနည်းသွားပြီဆိုတော့ဒီလောက်ပဲနော်အကုန်လုံးမေးချင်မရတော့လို့အဲ့တော့ဘယ်စာအုပ်ကိုပဲဖတ်ဘောပင်တစ်ချောင်းကိုင်းဖတ်သို့မဟုတ်ရှင်များတို့ဒီတော့လိုင်းနာပင်လေးလှူတဲ့ထဲမှာထည့်လိုက်တယ်နော် e-book တွေဖတ်တဲ့အခါကျတော့ဘာသာချက်ရှိလဲဆိုတော့ screenshot ရိုက်လို့ရတယ် screenshot ရိုက်လို့ရတဲ့အပြင်ဘာလဲဆိုတော့ underline မှာတားလို့ရတဲ့ဒီ reader software တွေရှိအဲဆိုရှင်များတို့ကြိုက်တယ်ဆို underline တာနောက်တပြည့်တော့ဒီ good reader ဆိုတဲ့ service software လေးတစ်ခုကောင်းတယ်ဖုန်းထဲမှာဆို easy reader ဘယ်လောက်ထိမှတ်လို့ရလဲစာမျက်နှာကိုနောက်ဘက်ကိုလှန်လိုက်လို့ရတယ် plain ပေးတယ်အဲ့ဒီထဲမှာကိုယ့်ကိုမှတ်စုရေးလို့ရတယ်အဲ့လောက်ထိကောင်းတယ် easy reader ဆိုတဲ့ software လေးတစ်ခုဖုန်းတွေ tablet တွေထဲမှာထည့်ဖတ်လို့ရတယ်ဆိုတော့ဒါစာဖတ်တဲ့နေရာမှာမှတ်စုထုတ်လို့ရအောင်တခါတည်းသူလုပ်ပေးတာရှင်များတို့နှစ်ချီကြာရင်ကြာလေးဒီဖတ်ထားတဲ့စာမျက်နှာကိုပဲသူပြန်လှန်ပေးတယ်နော်တော်တော်ကောင်းတဲ့ software လေးတစ်ခုပြီးတော့နေခဲ့ကြမှာပြန်ဟုတ်ပြီဆိုတော့မှတ်စုကိုစနစ်တကျဖြစ်အောင်ဘယ်လိုထုတ်မလဲတဲ့ဖတ်ထားသမျှနော်စာအုပ်များထဲမှာတည်တဲ့အကြောင်းအရာတွေစာပိုက်တွေကိုအမျိုးသားခွဲပြီးဖတ်ပါနော်အခုရှင်များတို့ဒီလိုချပြတဲ့စာအုပ်တွေကဒါမှတ်စုတွေကဟာတွေပဲအဲ့တော့မှတ်စုထုံနည်းလေးတို့အကြံပြောမယ်ဒီစာပိုက်လေးပြီးတော့ကြိုက်တယ်နှစ်မလက်လျှော့နေလေတော့ဟောရေးထားတာကရှင်မာရတ္တတတပိုက်လုံးစာအုပ်ထဲမှာကူးချလိုက်မယ်ယတသာပေမျိုးသားထဲမှာသွားမှတ်ချင်မှတ်ဟုတ်ဘူးလားဒါမှတ်စုထုံနည်းလေးနော်ဒါတပည့်တော့အချိန်မရလို့အကြံမြင်လေးပြောလိုက်တာဟိုဘက်ကနော်လူတော်လူကောင်းနဲ့လူကြီးလူကောင်းဆရာလူထုစိန်ဝင်းရဲ့စာအုပ်ဒီစာပိုက်လေးကိုတို့တော့ကြိုက်အဲ့စာပိုက်လေးကိုတို့ကူးချလိုက်အဲ့တော့ဗာလူငယ်တိုးသက်ရေးတဲ့ကိုမှတ်မလားတော့မဟုတ်ရှင်များပညာရေးအုပ်စုတွေကိုမှတ်ချင်တယ်ဆိုပညာရေးအုပ်စုတွေမှတ်ခဲ့ပညာရေးနဲ့ပတ်သက်တဲ့စာတမ်းတွေပြုစုချင်တဲ့ခါပညာရေးစာအုပ်တော့ပဲရှင်များလှက်တော့ဘာသာရေးနဲ့သက်ဆိုင်တဲ့ဒါနသမိုင်းနဲ့ပတ်သက်ပြီးတော့မှတ်ထားတယ်ရှင်များတို့အဲ့ဒါနဲ့ပတ်သက်ပြီးသူစေတနာစာတမ်းလုံးမဆိုအဲ့စာအုပ်ပဲလှက်တော့စာအုပ်တွေရှောက်ရှားနေကြမလို့တော့ဘာလို့ရှင်များမှမှတ်ပြီးသားဖြစ်နေဟောသဘောပေါက်ရလားဗျာနော်အဲ့ဒါမှနောက်တနည်းမှတ်လို့ရသေးတယ်ပိုးပြီးစနစ်ကြတဲ့နည်းဒီဘက်မှာ A4 ခေါက်ချိုးလိုက်စာအုပ်ကောင်းစဉ်နော်စာရေးဆရာမြည်စာအုပ်တိုင်းထုတ်တဲ့အကျင့်ရည်အတွက်စာမျက်နှာအကုန်လုံးမှတ်နောက်တစ်ဖက်ကအဲ့ဟာရမှတ်စုလေးဒီစာအုပ်ရဲ့မှတ်စုလေးမှတ်စုကိုအကုန်ထုတ်ချိန်မရဘူးဆိုရင်စာမျက်နှာနံပါတ်ထိုးပြီးတော့မှတ်ခဲ့အဲ့တော့အရှင်များတို့အဲ့ဒီစတစ်လေးတွေစာရွက်လေးတွေစုထားရင်ရှင်များကြမ်းပြုတော့မယ်အဲ့ဒီအပုံလေးလှက်လာသက်ဆိုင်ရာပညာရေးနဲ့ပတ်သက်ပြီးကြမ်းပြုမယ်နတ်ကိုးကွယ်မှုနဲ့ပတ်သက်ပြီးကြမ်းပြုမယ်အစရှိတဲ့ပြင်ပေါ့အဲ့ဒါဆိုအဲ့ဒီဟာလေးလှက်လိုက်ရင်ရပြီအဲ့ဒါဟိုမှာရှင်များစာအုပ်မတော့ဖတ်မယ်အဲ့ဒါတော့နောက်ကကိုးကားကျမ်းစာရေးတဲ့အခါတန်းလို့ကိုးကားကျမ်းစာလည်းတန်းလို့ဟောသဘောပေါက်လားဗျသဘောပေါက်လားနောက်တနေ့ကျတော့အဲ့မှတ်စုလေးတို့လက်တွေထုတ်ကြည့်အောင်
ဟုတ်လားဟိုရှင်များတို့သာကြည့်တဲ့ကသာအုပ်တွေငှားနေကြတာတွေ့သာအုပ်မငှားသေးဘူးဆိုရင်ရှင်များတို့လှူထားတဲ့သာအုပ်တွေထဲကနေပြီးတော့တပည့်တော်မှတ်စုတော်ကိုင်းအချက်လက်တွေနဲ့နော်ဒီတော့နေကင်းညနေကြာဖြစ်ဒါမှမဟုတ်နေကင်းကြာဖြစ်ဒီမှာရေးပေးထားအဲ့ဒီချက်လက်တွေနဲ့မှတ်စုထုတ်ကြည့်ပါအဲ့တော့နောက်ကြအဲ့လိုလုပ်သွားရင်ရှင်များတို့လားရှင်များတို့ဘာကြမ်းပြူဆောင်းမပဲရဲ့ assignment ပဲရဲ့ကြောက်ကိုမကြောက်ဘူးဘာဖြစ်လို့ဘယ်ကြောက်မလဲဒီမှာချက်လက်တွေစုဆောင်းပြီးသားဖြစ်သွား data bank အချက်လက်တွေကိုသိသိထားတဲ့ media bank data bank ကရှင်များတို့ဒီမှာရှိပြီးသားစာအုပ်တွေဟောဘယ်စာအုပ်တွေအကြောင်းမသိဘူးမှတ်တော့မှတ်တာလေဟောအဲ့လိုမဖြစ်တော့ဒီမှာမြန်မာသားပဲသမိုင်းနဲ့ပတ်သက်ပြီးပြောတဲ့အခါယတသာပေဖွင့်နေတန်းဒီစာအုပ်တွေပြီးတော့ဒီအပိုက်လိုက်လေးတွေထုတ်ပြထားဗုဒ္ဓသာပေသည်ဗုဒ္ဓသာနာကိုမြန်မာပြည်ပြန့်နှံ့အောင်ဆောင်ရွက်လို့သောရှင်ရတန်နဲ့အနော်ရတာတို့အားပေးခဲ့သောစာဖြစ်သည်ဒါကြောင့်ဒီတော့မြန်မာစာပေဟာသဒုဋ္ဌပကံအနော်ရထားရဲ့လက်ထက်မှာတည်ထွင်ခဲ့တာဆိုတာဒီဟာကိုကိုပြောနေတာဒီစာအုပ်ကိုကိုပြောနေတာအဲ့တော့ဆရာကြီးဖေမောင်တင်နဲ့တွားညှိမယ်ဆရာကြီးဖေမောင်တင်ကရာသကုမာရကိုကြည့်ပြီးတော့ရာသကုမာရကျောက်စာကိုကြည့်ပြီးတော့ဒီကျောက်စာမှာရေးတဲ့ sentence ဝါကြတိတောက်ပုံဟာအနည်းဆုံး100လောက်လေ့ကျင့်ခဲ့တဲ့ရေးသားဖြစ်လိမ့်မယ်ဒါကြောင့်နော်အနော်ရထားမတိုင်ခင်ကဖြစ်လိမ့်မယ်ဆိုတော့တွားညှိလိုက်တဲ့ကဒီကျန်တစ်ခုကိုပြီးတော့ညှိပြအနော်ရထားမတိုင်ခင်ကသဒုဋ္ဌပကံမှာမင်းဆက်30ရှိအနော်ရထား4သက်မြောက်ပကံမင်းဆက်ကနေရေးမယ်ဆိုအနော်ရထား42ဆက်မြောက်ကြမှာအနော်ရထားတက်တာသူ့ရှေ့မှာ40ဆက်ရှိသေးတယ်ပကံ4သိရှိတယ်ပထမပကံဒုတိယပကံတတိယပကံသဒုဋ္ဌပကံကျမနော်ထားတက်တာဟုတ်ဆိုတော့သဒုဋ္ဌပကံရဲ့အစမြန်မာစာပေတီထွင်ခဲ့တဲ့ဆိုရင်လုံးဝမမှားတော့အများကြီးနှိမ့်သက်သွားပဲဆရာကြီးဖေမောင်တင်ရဲ့မြန်မာစာပေသမိုင်းနဲ့လည်းမဆန့်ကျင်ဘူးဆရာတော်ကြီးတို့ရဲ့ယတစာပေဖွင့်နေတန်းရဲ့ထောက်ပြတာနဲ့လည်းမဆန့်ကျင်ဘူးကိုးကားခြင်းရာသကုမာရကျောက်စာကိုသွားပြီးထက်ကိုးလိုက်အောင်အဲ့ဒါဆိုရှင်မရတို့ရဲ့ပြုစုတဲ့ကျမ်းတင်တဲ့ assignment တွေကျမ်းတွေခိုင်းနေနောက်ပညာရှင်တွေလက်ခံတဲ့ကျမ်းဖြစ်သွားပြီရမ်းရည်တာမဟုတ်ဘူးထောက်ထားကိုးကားတွေကကျောက်စာနဲ့ဖတ်မလားသားနဲ့ဖတ်မလားဘာနဲ့ဖတ်မလဲဟုတ်လားဗျာနော်အဲ့တော့ဒီတော့ဒီအပိုက်လေးထုတ်ထားလိုက်တော့ဒီတော့မှာအကိုကားရှိလားမရှိဘူးလားအဲ့လိုတော့မှတ်စုလုံးမတိုင်းတော့ပတ်တော့ဖတ်ဖူးတယ်ဟိုစာအုပ်ထဲမှာထင်တယ်ဟိုလိုလေးပြောထားတာမရေမရပဲပြောနေလေဟုတ်လားဆိုတော့ဒါစာပေဖတ်နီးမှတ်နီးနဲ့ပတ်သက်ပြီးစာကြည့်တဲ့အသုံးပြနေလို့ဒီတော့9ဆင့်ပြောခဲ့တာပါနော်နောက်တစ်နေ့တော့အရှင်များတို့ဒါလက်တွေ့လုပ်ကြည့်လိုက်ရင်ပို့ပြီးတော့သိတာမှာအဲ့တော့ဒီနေ့မနေ့အချိန်လဲပြည့်ပြီဖြစ်တဲ့အတွက်ဒီလောက်ပါပဲအားလုံးမင်္ဂလာပါဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမေတ္တာချုပ်၍လုံကြပါစေသစ္စာဆောင်၍အောင်ကြပါစေမင်္ဂလာပါဗျာ